စိတ်တူတဲ့အအာယုန်နဲ့တွေ့လာပြီးစိတ်မချမ်းမြေ့တဲ့အာယုန်နဲ့တွေ့လာပြီးဆိုလို့ရှိရင်စိတ်တူလာတယ်စိတ်မချမ်းမသာဖြစ်လာတယ်ဒေါသဖြစ်လာတယ်ဆိုတာအခါအားလျော်စွာမရှိဘူးလားရှိတယ်အဲ့ဒီဒေါသဆိုတဲ့ကိလေသာဟာတတ္တဝါတွေကိုအင်မတန်ပင်ပန်းစေတယ်ဆင်းရဲစေတယ်ဦးဇင်းတို့မဟာမြိုင်ဆရာဘုရားကမဟာမြိုင်ဆရာတော်ဥဇောတိကကတော့ဘယ်လိုပြောတော့ဆိုတော့တတ္တဝါတွေရဲ့ခွန်အားနဲ့အချိန်ကိုအဖြုံးတီးပြစ်နိုင်ဆုံးအရာဟာဒေါသပဲတဲ့တတ္တဝါတွေရဲ့ခွန်အားကိုကုန်ခန်းသွားစေတယ်စိတ်ဓာတ်ခွန်အားရောရုပ်ပိုင်းဆိုင်ရာခွန်အားရောကိုကုန်သွားတာတဏှာကြီးလောက်ပြင်းပြင်းထန်ထန်ဒေါသဖြစ်ရရင်12နာရီလောက်အလုတ်ကျန်းလုပ်ရတာတဲ့တောင်အားကုန်တယ်လို့သိပ္ပံပညာရှင်တွေကစမ်းသပ်ပြီးတော့တွေ့ရှိတယ်လို့ဆိုတယ်ရုပ်ပိုင်းဆိုင်ရာအားတွေကုန်သွားတာပေါ့စိတ်ပိုင်းဆိုင်ရာအားတွေလည်းကုန်တာပါပဲအားကုန်သွားတော့ဘာဖြစ်တုံးဆိုတော့အားနဲ့လုံးမဖြစ်မဲ့အလုပ်တွေကိုမလုပ်နိုင်တော့ဘူးပေါ့နော်ဒါကြောင့်ခွန်အားနဲ့အချိန်ကိုဖြုံးတီးပြစ်တာအချိန်ကိုဖြုံးတီးတာကလည်းပဲကိုကစိတ်တူနေပြီကိုကတစုံတယောက်ကိုမကြည်မနှက်ဖြစ်နေပြီဆိုရင်အဲ့ဒီလူရဲ့အကြောင်းမကြည်မနှက်တာတွေတွေးနေတာနဲ့ကိုယ့်ရဲ့ကောင်းတာတွေကိုလှုပ်ခွင့်ရှိတဲ့အချိန်တွေဟာအလဟတပြုံးတီးပျက်စီးသွားတာဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာခွန်အားနဲ့အချိန်ကိုဖြုံးတီးပြစ်နိုင်ဆုံးအရာဟာဒေါသတရားလို့ဆိုတော့ဘုရားကတော့အဲ့လိုအမိန့်ရှိတယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာဒေါသရဲ့အပြည့်များကိုလည်းပဲတရားရဲ့ဏ္ဍန်ပိုင်းမှာပြောမှာပါအဲ့တော့ဒီကကစုပမသုတ်တံလွှဥပမာတရားတော်ကိုတရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာအင်မတန်ပူလောင်စေတဲ့ဆင်းရဲစေတဲ့တောက်လောင်နေတဲ့ဒေါသမီးကိုငြိမ့်သက်တဲ့နေရာမှာအထောက်အကူပြုစေဖို့ဆိုပြီးတော့ဒါဦးဇင်းတို့ဒီရွယ်ချက်နဲ့ဟောတာပါဦးဇင်းတို့ဟောထားတဲ့ပါရမီ7ပါးထဲမှာခန္တီပါရမီဆိုတာထဲမှာလည်းပဲဒီသုတ်တန်လေးကိုအတူချုပ်လေးထည့်ထားတယ်ဒါပေမဲ့ဒီကနေ့တော့ကြည်ကြဲပြန့်ပြန့်ဦးဇင်းတို့နာယူကြည်ညိုကြည့်ရအောင်နော်ကကစုပမသုတ်တံနဲ့ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေအားတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်တည်းဟူသောပညာကိုထိုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုတိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ချီမိုးပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသာနရမရလောကကရုံဝန္တိတုကတံဂတိဝိမု ṭ ံကရုဏာတိတလဟရယံမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလည်းရှိတော်မူပါပေထသောပညာပိဇောတဝိဟတမောဟတမံအရဟတမတိဟုသောအရာဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မှောင်ကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရုံလူနတ်မြမတတဝါနန္ဒတို့၏ကြောက်ထီတန်တို့အလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါပေထသောဂတိဝိမု ṭ ံဒေဝမနုဿာနိရယနှင့်ပေတတရိစ္ဆာလာယရှိငါတန်သောဂတိတို့မှလေထိုသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ဆိုတော်မူပါပြီးထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်သာဗရမ ्या ကဲ့သို့ပြတ်သားထင်းထင်းသိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညပရမမမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဟောနေဝနာမှာကာယဝစီမနောချီ၍သုံးလီဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်ဆုံးမောကရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားဒေါသမီးကိုငြိမ့်သက်တဲ့နေရာမှာအထောက်အကူပြုစေဖို့ဆိုပြီးတော့ရည်ရွယ်ဟောကြားအပ်တဲ့ကကစုပမသုတ်တံ
ဒီကကစုပမသုတ်တံကိုမဟောကြားသေးခင်မှာတရားဓမ္မတို့ဦးဇင်းတို့ရဲ့တန်တမှာအခါအားလျော်စွာဖြစ်ပေါ်လာတတ်တဲ့တရားဓမ္မတို့ဦးဇင်းတို့ကိုအမြဲတမ်းလိုနှိပ်စက်နေတတ်တဲ့ဒေါသရဲ့အကြောင်းဒေါသရဲ့အပြစ်ကိုမြင်မှလည်းပဲဒေါသကိုကင်းအောင်လုပ်ခြင်းတဲ့စိတ်ကပြင်းထန်လာမှာဦးဇင်းတို့မေတ္တာကမ္မဋ္ဌာန်းစီပြန်ပြီးတော့မေတ္တာရဲ့အကျိုးကျေးဇူးကိုခံစားခွင့်ရအောင်ကြိုးစားကြတဲ့နေရာမှာဒေါသရဲ့အပြစ်ကိုလည်းမြင်ရမယ်မေတ္တာရဲ့အကျိုးကျေးဇူးကိုလည်းသိရမယ်လို့ဒီလိုပြောထားတာတွေရှိတယ်အဲ့ဒါဦးဇင်းတို့ဒေါသရဲ့အပြစ်ပထမဦးစွာနည်းနည်းနားလည်ကြည့်ရအောင်ဦးဇင်းတို့တတ္တကနိပတ်အင်္ဂုတ္တပါဠိတော်မှာမြတ်စွာဘုရားဟောထားတဲ့ကောဋ္ဌနသုတ်တံဆိုတာရှိတယ်အဲ့ဒီကောဋ္ဌနသုတ်တံမှာဒေါသရဲ့အပြစ်ကိုမြတ်စွာဘုရားကတစ်မျိုးနားလည်လို့ရအောင်ပြောထားတာလေးစိတ်ဝင်စားစရာကောင်းတယ်ဘယ်လိုပြောထားလဲဆိုတော့ခြေသားတို့တဲ့ရန်သူတွေကြိုက်တဲ့ရန်သူတွေကနှစ်ချိုက်မဲ့တရား9မျိုးရှိတယ်တဲ့ကိုမုန်းနဲ့ကိုယ့်ရဲ့ရန်သူတွေကြိုက်သွားစေမဲ့တရား9မျိုးရှိတယ်အဲ့ဒီတရား9မျိုးကတကယ်လို့များဒေါသဖြစ်လာပြီဆိုလို့ရှိရင်အဲ့တရား9မျိုးသလုံးရန်သူကြိုက်တဲ့ရန်သူတွေအားရမဲ့တရား9မျိုးလုံးကိုယ်တန်တမှာရောက်လာတော့တာပဲတဲ့ဆိုပါစို့တဲ့ရန်သူတွေကကိုယ့်ကိုဒီပုဂ္ဂိုလ်ကြီးကြီးသားသားရှိတာကိုမမြင်ရင်ဘူးအမြဲတမ်းပဲပုံပြက်ပန်းပြက်ရုပ်ပြက်ဆင်းပြက်မကြည်မလင်ပုံကြီးကိုဒါသူတို့မြင်ခြင်းတယ်အဲ့ဒါလိုပဲတကယ်လို့ဒေါသဖြစ်လာလို့ရှိရင်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ရုပ်ရည်ဟာပျက်စီးသွားတာရုပ်ရည်ပြက်သွားတာပေါ့နော်ရုပ်ဆိုးသွားတာပင်ကိုယ်ကကြည်ပြောရှိပြောရုပ်ရှိတော်လည်းပဲဒေါသဖြစ်နေတဲ့အခိုက်အတန့်မှာတော့ရုပ်ကဘာဖြစ်သွားပြီတော့ပျက်စီးသွားပြီကြည်လို့ရှုလို့မကောင်းတော့ဘူးအဲ့လိုရုပ်ရည်ပျက်စီးသွားခြင်းဒီပင်လျင်အဲ့ဒါကိုယ်မုန်းတဲ့ရန်သူတွေကြိုက်တဲ့တရားတစ်မျိုးပါပဲတဲ့နော်အယုတ်ဆိုးစေတွေ့စေဆင်းရဲကိုကြိုးနေ၍ပြက်ကွဲစည်းစိမ်ချွေရမှိန်လျက်မိတ်ဆက်ပြက်လက်အပေဖြစ်9ရန်သူကြိုင်လို့ညောင်လေးမင်းတော်ဆရာဘုရားကြီးကဒီသုတ်တံကိုလင်္ကာလေးတစ်ပုဒ်ထဲနဲ့အနှစ်ချုပ်ပြီးတော့ရေးခဲ့တာအဲ့ဒါဒေါသဖြစ်လာလို့ရှိရင်အဲ့ဒါအယုတ်ဆိုးမှာပဲတရားဓမ္မတို့ဦးဇင်းတို့ပုထုဇဉ်လူသားတွေဟာမိမိတို့ရဲ့ရုပ်ရည်ကိုတင့်တယ်ခြင်းနဲ့ကြည်ကောင်းစေခြင်းနဲ့ဆိုတဲ့စိတ်ရှိတယ်နော်အဲ့ဒါမြတ်စွာဘုရားကအဲ့ဒီအထာအဲ့ဒီသဘောလေးကိုလည်းပဲနည်းနည်းသတိပြုမိမယ်လို့ထင်တယ်ရုပ်ရည်ကိုကြည်ကြည်လင်လင်တင့်အောင်တင့်တယ်ဖြစ်ခြင်းတဲ့လူတွေအတွက်ဟာဒေါသဖြစ်ရင်တော့ရုပ်တွေကတော့ပျက်စီးမှာပဲလို့ပြောရင်ဒေါသကိုဒါတစ်မျိုးဆက်ဆုပ်သွားတဲ့သဘောဖြစ်เสียအကြောင်းမရှိဘူးလားရှိတယ်ဒါကလည်းပဲတရားဓမ္မတို့ဦးဇင်းတို့ရုပ်ရည်ကိုတင့်တယ်ခြင်းနဲ့ကြည်ကောင်းရှုကောင်းဖြစ်စေခြင်းနဲ့ဆိုတာကတော့လူတိုင်းရှိတာပါပဲဟုတ်လားအဲ့ဒါဒေါသဖြစ်ရင်တော့အဲ့ဒီကိုလိုလားတဲ့အကျိုးစီးပွားဟာမရတော့ဘူးကိုမုန်းတဲ့ရန်သူတွေရဲ့အကြိုက်ကိုပဲကိုလိုက်ပြီးသားဖြစ်သွားမှာဒါကြောင့်နံပါတ်1ဒေါသဖြစ်လာလို့ရှိရင်ရန်သူတွေသဘောကျတဲ့ကိုယ့်ရဲ့ရုပ်ရည်ဟာပျက်စီးသွားမယ်အယုတ်ဆိုးစေတွေ့စေဆင်းရဲဟောဒေါသဖြစ်လာလို့ရှိရင်နံပါတ်2ဆင်းရဲရဲနေရမယ်သွားလဲဆင်းရဲနေမှာပဲထိုင်လဲဆင်းရဲနေမှာပဲစကားပြောလဲဆင်းရဲနေမှာပဲစာထဲကတော့တိတိကျကျပြောထားတာကတော့ဒုက္ခဆင်းရဲရဲတရေရအိတ်ဆက်ရတယ်အိတ်တဲ့အခါချမ်းချမ်းသာသာမရှိဘူးအိတ်ရတဲ့မှာဟိုဘက်လိမ့်ဒီဘက်လိမ့်နဲ့ဒေါသကကိုယ့်ကိုနှိပ်စက်နေတဲ့အတွက်ကြောင့်တစုံတစ်ယောက်တစုံတစ်ခုကိုမကြည်မနှက်ဖြစ်နေတဲ့စိတ်ဟာအင်မတန်ပင်ပန်းဆင်းရဲပြီးတော့မနေဘူးလားနေတယ်အဲ့ဒါလို့ဆင်းတော့ဆင်းရဲနေနေတာကိုကိုမုန်းတဲ့လူတွေကမြင်ရင်သဘောကျမှာပေါ့အဲ့ဒါသူတို့သဘောကျအောင်ဒေါသကလှုပ်ပေလိုက်တာတကယ်တမ်းကတော့ရန်သူတွေသဘောကျအောင်ကိုမုန်းတဲ့လူတွေသဘောကျအောင်ကိုကတော့လှုပ်ပေးခြင်းမှာမဟုတ်ဘူးဒါပေမဲ့ဘယ်သူကလှုပ်ပေးလိုက်တော့ဒေါသကလှုပ်ပေးလိုက်တယ်နော်အယုတ်ဆိုးစေတွေ့စေဆင်းရဲနော်ကိုကြိုးနေ၍ဆိုတာကတရားဓမ္မတို့ဦးဇင်းတို့ဒေါသလွှမ်းမိုးလာပြီဆိုလို့ရှိရင်ကျိုးရှိကိုပင်ကျိုးမဲ့ထင်လေကျိုးပင်ရှိလက်မရှိမှတ်၍ချွတ်ချော်ပြုမှားကျိုးမများသည့်အကျိုးရှိတာတွေကိုလည်းပဲအကျိုးမဲ့လို့ထင်သွားတယ်
စင်ရင်ရဲ့ဒုက္ခတွေအများကြီးဖြစ်မဲ့အကျိုးမဲ့ကိစ္စတွေကိုလည်းပဲဒါအကျိုးရှိနိုင်တယ်လို့ထင်သွားတယ်အမြင်တွေမှောင်မအထင်တွေမှားပြီးတော့လုံမိလို့ရတယ်ရှောက်လုပ်ပြီးတော့အဲ့ဒါအကျိုးအကြီးအကျယ်နေတတ်တယ်တဲ့နော်ဒါကြောင့်ဒေါသဖြစ်လာလို့ရှိရင်စိတ်တွေကမှန်မှန်ကန်ကန်မသိနိုင်တော့ဘူးပေတပေါင်းသူတော်ကောင်းတို့ဒေါသဖြစ်လာတဲ့အခါမှာမှန်မှန်ကန်ကန်မသိနိုင်ဘူးဆိုတဲ့အတွေ့အကြုံလူတိုင်းရှိလိမ့်မယ်ဟုတ်ရဲ့လားဒေါသောအဋ္ဌနာသနာတိဒေါသောဓမ္မနာပတ္တိယရာအန္တဓမ္မဟောတိတံဒေါသောဟရတိနရံဒေါသဆိုတာဖြစ်လာလို့ရှိရင်အကျိုးအကြောင်းအဆိုးကောင်းကိုနားမလည်တော့ဘူးနီလန်းကြတာနီလန်းမကြတာတွေကိုလည်းပဲမသိနိုင်တော့ဘူးဒေါသဖြစ်လာတဲ့အခါမှာအဲ့ဒီဒေါသလွှမ်းမိုးခံရတဲ့ပုဂ္ဂိုလ်ဟာဘာဖြစ်သွားတယ်ဆိုတော့အမိုက်တိုက်ကြီးလို့ဖြစ်သွားတယ်တဲ့ဘယ်သွားလို့ဘယ်လာရမှမသိတော့စံတဝါဝါသွားတဲ့ပုံစံမျိုးဖြစ်သွားတာအဲ့ဒါကိုမြတ်စွာဘုရားကရည်ရွယ်ပြီးတော့ဒေါသဖြစ်လာလို့ရှိရင်အကုန်လုံးကမောက်ကမကြောင်ကချောက်ဖြစ်ပြီးတော့အကျိုးမဲ့တာတွေအများကြီးဖြစ်တတ်တယ်အဲ့ဒါဆိုရင်ကိုယ့်ကိုမုန်းတဲ့လူတွေကသဘောကျမှာပေါ့ဟုတ်ရဲ့လားကိုယ်မုန်းတဲ့လူတွေသဘောကျတော့အောင်ဘယ်သူကလှုပ်ပေးလိုက်တာတော့ဒေါသကလှုပ်ပေးလိုက်တာအယုတ်ဆိုးစေတွေ့စေဆင်းရဲကိုချိုးနေ၍ပြက်ကွဲစီစေဟောဒေါသတည်ငါထွက်ပေါ်လာတဲ့ဒေါသကိုမထိနိုင်မသိနိုင်လို့ပြုမိမှပြောမိမှတွေဖြစ်ပြီးတော့စီစဉ်ဥစ္စာတွေအလုံးအရင်ပြုတ်ထွက်သွားတာမျိုးလဲကြုံရနိုင်တယ်တချို့ထောင်နေတဲ့ထိတန်းပြီးတော့ရောက်သွားတာမရှိဘူးလားရှိတယ်ဘဝကိုပြတ်သွားတာစီစဉ်ဥစ္စာတွေမကဘူးဘဝပါပြတ်သွားတာဟုတ်လားဒါကြောင့်စီစဉ်ဥစ္စာတွေပျက်စီးစေမဲ့အလုံမျိုးအပြောမျိုးကိုလုံမိပြောမိပြီးတော့ရုတ်တရက်အဲ့ဒါစီစဉ်ဥစ္စာတွေပျက်စီးသွားတတ်တယ်အဲ့ဒါဆိုရင်တော့မုန်းတဲ့လူတွေကသဘောကျတော့မှပဲဒါရန်သူကြိုက်တရားတစ်မျိုးပေါ့နော်အယုတ်ဆိုးစေတွေ့စေဆင်းရဲကိုချိုးနေ၍ပြက်ကွဲစီစဉ်ချွေရန်မိန်လျက်ဟောချွေရန်မိန်လျက်ကိုယ့်ရဲ့ဂုဏ်တဲ့အကျော်စောဒါတွေအကုန်လုံးပျက်စီးသွားမယ်ထွက်ပေါ်လာတဲ့ဒေါသကိုမထိနိုင်မသိနိုင်တာနဲ့စကားတခွန်းမှားတာနဲ့ကိုယ့်ရဲ့ဂုဏ်တွေလျှော့ကျသွားတာရှိတယ်ကိုယ်နာမည်ပျက်စီးသွားတာရှိတယ်နောက်အချွေရန်တွေလည်းပျက်စီးသွားတာရှိတယ်အဲ့ဒါလိုဖြစ်ပြီဆိုလို့ရှိရင်တော့မုန်းတဲ့လူတွေကဘာဖြစ်တော့မလို့သဘောကျတော့မယ်ကြိုက်တော့မယ်ဒါကိုစဉ်းစားပြီးတော့လည်းပဲဒေါသကိုဆက်ဆုပ်တဲ့အလေးဒေါသကိုဆက်ဆုပ်တဲ့စိတ်မွေးဖို့လိုတာပေါ့နော်ဒါကြောင့်ဒေါသဖြစ်လာလို့ရှိရင်အချွေရန်တွေအချမ်းရန်တွေအကျော်စောတွေဂုံတွေနာမည်တွေအကုန်လုံးဟာရေစုံမျောသွားတာမျိုးဖြစ်တတ်တယ်ဂုံတစ်ခုရဖို့အတွက်တိဆောက်ရတယ်ဆိုတာမလွယ်ပါဘူးဒါပေမဲ့ပျက်စီးခြင်းရင်တော့လွယ်လွယ်လေးဟုတ်ရဲ့လားအမြင့်ကိုရောက်အောင်တက်ရတယ်ဆိုတဲ့ကိစ္စကတော်တော်ကြီးကိုခဲရင်ပါတယ်သို့တော့ပြန်ပြီးတော့ကြာကျင်တယ်ဆိုရင်တော့ရှော့ချလိုက်တာနဲ့ဝုန်းတိုင်းဆိုပြုတ်ကြသွားတာပဲဟုတ်လားအကြာကြီးတိဆောက်ခဲ့ရတဲ့အမြင့်ဆိုတဲ့ဟာဒီဒေါသတစ်ချက်ထွက်လိုက်တာနဲ့တွင်လေလေးနဲ့အောက်ကိုပြုတ်ကျသွားနိုင်တယ်ဒါကြောင့်ရန်သူကြိုက်တဲ့တရားတစ်မျိုးပေါ့အဲ့ဒါလေအယုတ်ဆိုးစေတွေ့စေဆင်းရဲကိုချိုးနေ၍ပြက်ကွဲစည်းစိမ်ချွေရမိန်လျက်မိတ်ဆက်ပြက်လက်ဟောမိတ်ဆက်ပြက်လက်မိတ်ဆွေအပေါင်းအသင်းတွေကကိုယ့်ကိုခွာသွားတာကိုကထိကနေရှိဒေါသထွက်ထိကနေရှိဒေါသထွက်ဘာမှအသိမခံနိုင်ဘူးအမြဲတမ်းပဲစိတ်တူနေတဲ့အမူအရာစိတ်တူနေတဲ့အပြောကြီးပဲနေမယ်ပြောနေမယ်ဆိုရင်တော့ကြားလာရင်မိတ်ဆွေတွေကကိုယ့်ကိုစိတ်ပြက်ပြီးတော့ခွာသွားမှာပဲအပေါင်းအသင်းကောင်းဆိုတာဘယ်နည်းနဲ့မှမရနိုင်ဘူးတချို့တော်တော်နှမျောစရာကောင်းတယ်ပင်ကိုကအည်သွေးတော်တော်ကောင်းတယ်စိတ်ဓာတ်တွေလည်းတော်တော်ကောင်းတယ်ဒါပေမဲ့အဲ့ဒီစိတ်တူတာကြီးသီးမခန္ဓာကြီးရှိနေတာနဲ့ကိုပဲသူနာမှာတကယ်မိကောင်းဆွေကောင်းမရှိနိုင်ဘူးရှိလာတဲ့မိတ်ဆွေကောင်းလေးတွေကလည်းအကြာကြီးသူနာမှာမနေနိုင်ဘူးမိတ်ဆွေတွေပါဖြစ်သွားတဲ့တော့ပျက်စီးသွားတဲ့တည်းအဲ့ဒါလိုမိကောင်းဆွေကောင်းရှားပါပြီးတော့လောကကြီးထဲမှာကိုတယောက်တည်းဆိုတာမျိုးအထီးကျန်ခံစားချက်ဒေါသကဖြစ်စေတယ်နော်အဲ့ဒါဆိုရင်ရန်သူတွေကမုန်းတဲ့လူတွေကသဘောကျတော့မှပဲတဲ့ဒါကြောင့်မြတ်စွာဘုရားကဒါဒေါသရဲ့အပြစ်တွေကိုတစ်ဖက်လှည့်နဲ့ပြောတာပါအယုတ်ဆိုးစေတွေ့စေဆင်းရဲကိုချိုးနေ၍ပြက်ကွဲစည်းစိမ်ချွေရန်မိန်လျက်မိတ်ဆက်ပြက်လက်အပေဖြစ်ခုနှစ်ရန်သူကြိုက်အပေဖြစ်တယ်နော်ထိကနေရှိဒေါသထွက်တဲ့ဒေါသကြီးနဲ့အမြဲတမ်းနေတတ်တဲ့အလေးအကျင့်ရှိတဲ့လူတစ်ယောက်တည်း
သူ့ရဲ့စိတ်နှလုံးဟာအမြဲတမ်းမကြည်မသာဖြစ်နေတဲ့အတွက်ကြောင့်အဲ့ဒီစိတ်အဲ့ဒီကံနော်ဒေါသစိတ်ကိုအခြေခံထားရင်ပြောတာတွေပြုတာတွေဟာကောင်းတဲ့အပြောကောင်းတဲ့အပြုတွေဖြစ်နိုင်မလားဗျာမဖြစ်နိုင်ဘူးအဲ့ဒီမကောင်းတဲ့ကံတွေမကောင်းတဲ့ဘဝကိုပဲပို့မှာပဲဆိုကြပါစို့တရားဓမ္မတို့ဦးဇင်းတို့တေဂာနိကာလမှာဒေါသဖြစ်ဖို့ဆိုတာကအင်မတန်လွယ်ကူတယ်မကြေမနက်ဖြစ်ဖို့စိတ်တိုင်းမကြဖို့တာမန်အချိန်ကလေးမှာဒေါသဖြစ်တဲ့အခြေအနေကိုစဉ်းစားကြည့်ပါနည်းနည်းလေးပြောတာနဲ့နည်းနည်းလေးထိခိုက်တာနဲ့ကိုကမကြေမနက်ဖြစ်နေပြီတေဂာနိအချိန်မှာနည်းနည်းလေးထိခိုက်မှာမဟုတ်ဘူးနော်အများကြီးထိခိုက်မှာသိလားအကုန်လုံးကိုပြစ်ထားကြရမှာကိုစိတ်တိုင်းကြသည်ဖြစ်စေစိတ်တိုင်းမကြသည်ဖြစ်စေရင်ဆိုင်ရမယ့်ကိစ္စကြီးကတော့တော်တော်ကိုစိတ်ပြည့်စရာကောင်းတဲ့ကိစ္စကြီးကိုရင်ဆိုင်ရပါအစာတုံးကစသေးသေးလေးနဲ့တွေ့တာတောင်ရင်မဆိုင်နိုင်ပဲနဲ့စိတ်တူတဲ့စိတ်ပြက်တဲ့အလေးအကျင့်ကြီးရှိနေတဲ့လူတစ်ယောက်ဒီတေဂာနိကာလမှာဘယ်နည်းနဲ့မှသူ့ရဲ့စိတ်ဟာကြည်ကြည်လင်လင်ရှိဖို့မလွယ်ဘူးဟုတ်လားသေးသေးလေးကိုတောင်သူမကြော်လွှားနိုင်ဘူးဆိုတော့အကြီးကြီးကသူ့ကိုတေချာပေါင်းဒုက္ခပေးတော့မှာအဲ့ဒီအချိန်မှာသူဟာမကျေနပ်တဲ့စိတ်တွေစိတ်တိုင်းမကြတဲ့စိတ်တွေနဲ့ယုံရင်စာကပ်ဖြစ်ပြီးတော့အများသောအားဖြင့်တေဂာနိလူမမာတွေတော်တော်များများကတော့တေဂာနိမှာဒီအယခင်းနဲ့လက်နဲ့ကိုအတင်းပုတ်တယ်နော်သူတို့ရဲ့စိတ်ထဲမှာတချို့တေဂာနိကနေပြီးတော့မသေးဘဲနဲ့ကံကောင်းထောက်မှဆိုတာပြန်ပြီးတော့တတိလဲလာတဲ့အခါမှာပြန်ပြောတာတွေရှိတယ်အကုန်လုံးသူတို့သိနေတယ်လုံးဝမကျေနပ်ဘူးလုံးဝမကြည်သာဘူးဒါပေမဲ့သူတို့သိနေတယ်သူတို့ခံစားနေတယ်သူတို့မှအတိတ်ရှိနေတယ်ဆိုတော့ဘေးကလူတွေကသိပြီးတော့မသိဘူးအဲ့ဒီအချိန်မှာဘာမှတော့မပြောနိုင်ဘူးပေါ့တယောက်တည်းကြိတ်ပြီးတော့ရုန်းကန်နေရတဲ့အနေအထားနော်ဘယ်သူမှဝိုင်းပြီးတော့ဖြေရှင်းမပေးနိုင်ဘူးနော်အဲ့ဒီပြဿနာအဲ့ဒီအခြေအနေကိုအဲ့တော့ကိုကအသက်ရှင်စဉ်ခါတုန်းကဖြစ်ပေါ်လာတဲ့အခြေအနေတွေကိုတိခတ်မှုနဲ့ကြော်လွှားပြီးတော့ကြည်ကြည်သာသာအေးအေးချမ်းချမ်းခန္ဓာရဲ့သဘောလောကရဲ့သဘောကိုနားလည်မှုကြည်ကြည်နဲ့အေးအေးချမ်းချမ်းနေတဲ့အလေးအကျင့်ကိုမွေးမထားဘူးဆိုရင်တော့တေဂာနီးမှာတေချာပေါက်မပြေမလဲဖြစ်တော့မှာပဲဟုတ်လားအဲ့ဒါလို့ဆိုရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့လားရာဂတိဟာကောင်းနိုင်မလားမကောင်းနိုင်ဘူးဒေါသနဲ့သေငရဲပြေဆိုတာတော့အကြံဉာဏ်ကြားဖို့ထားတယ်မို့လားကြားဖို့ထားတယ်နော်စိတ်တိုင်းမကြမှုကြီးဟာပူလောင်တဲ့စိတ်တွေပူလောင်တဲ့နေရာကိုပို့တဲ့သဘောပေါ့ငတ်မွတ်ဆာလောင်တဲ့စိတ်တွေငတ်မွတ်ဆာလောင်တဲ့ဘဝကိုပို့တာပဲမိုက်မဲတွေ့ဝေတဲ့စိတ်တွေမိုက်မဲတွေ့ဝေတဲ့ဘဝကိုပို့တာပဲတိရစ္ဆာန်တွေဆိုတာဘာမှသိတာမဟုတ်မောဟတန်လန်းနဲ့ဘုရဝါဒနဲ့ဘာမှအဖြူအမဲမသေးကွဲပဲနဲ့သေသွားကြတဲ့ပုံကိုယ်တွေဒါတိရစ္ဆာန်ဖြစ်ဖို့ညာနှုံးတော်တော်များတယ်ပေါ့ဟုတ်လားအေးဒီမှာတော့မြတ်စွာဘုရားကအပယ်၄ပါးသလုံးကိုရောက်နိုင်တယ်ဒေါသအာကြီးတဲ့ပုံကိုယ်တွေဟာနောက်ပြုမိမှပြောမိမှဖြစ်ပြီးတော့နောင်တတွေနဲ့ပူပူလောင်လောင်သေရတာလည်းဖြစ်တတ်တယ်နော်ဒါကြောင့်မြတ်စွာဘုရားကရန်သူတွေကိုကိုမုန်းတဲ့လူတွေကကို့မှာအဲ့ဒါလိုမကောင်းတဲ့အချက်တွေဖြစ်လာရင်သဘောကျတော့မှာ9မျိုးတောင်ပြောထားတာနော်အေးငါမုန်းတဲ့လူဟာရုပ်ဆင်းအင်္ဂါတွေပျက်စီးသွားရင်ကောင်းမှာပဲလို့သူကဆန္ဒပြုတယ်သူပြုထားတဲ့ဆန္ဒကိုဒေါသကမပြည့်ပြည့်အောင်ဖြည့်ဆည်းပေးလိုက်တယ်စိတ်နာတရားမကောင်းဘူးလားနော်ဒေါသရဲ့သဘောကဟုတ်ရဲ့လားဒါ9မျိုးလုံးပြန်မပြောတော့ဘူးနော်အယုတ်ဆိုးစေတွေ့စေဆင်းရဲကိုကျိုးနေ၍ပြက်ကွဲစည်းစိမ်ချွေရာမိန်လျက်မိတ်ဆက်ပြက်လက်အပေဖြစ်9ရန်သူကြိုက်ပိဿတို့မှာဉာဏ်ရှိပါတယ်ဒါလေးကိုချစ်ထွင်စဉ်းစားပါတစ်ခုပေါ့လေဒါလူလောကထဲမှာအများကြီးအတွေ့အကြုံတွေလည်းရှိကြပါလိမ့်မယ်ဒေါသကြောင့်ဖြစ်တဲ့ဒီအကျိုးမဲ့တွေကိုဦးဇင်းတို့တဲ့တောင်တချို့အများကြီးပို့ပြီးတော့အတွေ့အကြုံရှိလိမ့်မယ်ဟုတ်ရဲ့လားဒါတွေကိုစဉ်းစားပြီးတော့ဒေါသဖြစ်ရတာကောင်းကိုမကောင်းဘူးအခုလည်းပဲမကောင်းဘူးနောင်လည်းပဲမကောင်းဘူးအခုလည်းပဲပူပူလောင်လောင်ဖြစ်ရတယ်ဒီဒေါသကြောင့်ပြုမိမှာပြောမိမှာတွေဖြစ်နေတဲ့အခိုက်မှာလည်းပူလောင်ရတယ်ပြုမိမှာပြောမိမှာတွေဖြစ်ပြီးတဲ့နောက်မှာလည်းပဲပြုမိမှားလေခြင်းပြောမိမှားလေခြင်းဆိုပြီးတော့နောင်တနဲ့လည်းပူရတတ်တယ်အဲ့ဒီပြုမိမှာပြောမိမှားတွေကအကျိုးပေးလာတဲ့အခါမှာတော့ဒါကတော့အကြီးကျယ်ကိုပူရတတ်တယ်ဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကဓမ္မပဒပါဠိတော်မှာနတ္ထိဒေါသသမောကလိဒေါသနဲ့တူသောအပြစ်မရှိလို့တောင်မြတ်စွာဘုရားကဟောတာဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒီဒေါသဒကာဓမ္မတို့ဥဒ္ဒနတို့ရဲ့တန်တမှာ
အကြောင်းသင်လို့အခွင့်ကြုံလာရင်တောက်လောင်တတ်တဲ့ဒီဒေါသမီးကိုငြိမ်သက်ကြဖို့မလိုဘူးလားလိုတယ်ဒေါသမီးကိုငြိမ်တဲ့နေရာမှာတော့မေတ္တာရည်သည်အစွမ်းအထက်ဆုံးလို့မြတ်စွာဘုရားကသူ့မီးနဲ့သူ့ရည်ဟောထားတာရှိပါတယ်ဦးဇင်းတို့ယာကမီးကိုအတုပဘာဝနာဆိုတဲ့ရည်နဲ့ငြိမ်သက်ရမယ်ဆွဲလန်းခြင်းဆိုတဲ့မီးကိုမတင့်တယ်တာကိုအမှတ်ရတဲ့တတိနဲ့ငြိမ်သက်ရမယ်ဒေါသဆိုတဲ့မကျေနပ်မှုမီးကိုတော့တတ္တဝါတွေရဲ့အကျိုးကိုလိုလားခြင်းဆိုတဲ့မေတ္တာတရားနဲ့ငြိမ်သက်ရမယ်မောဟဆိုတဲ့တူရီမိုင်မဲတဲ့မီးကိုတော့ပညာဆိုတဲ့သိမြင်နားလည်မှုရည်စင်ရည်အေးနဲ့ငြိမ်သက်ရမယ်လို့ဟောထားတာရှိတယ်အဲ့တော့မေတ္တာတရားဆိုတာဘေဒပေါင်းသူတော်ကောင်းတို့အလုံးပို့နေကြတာပါပဲမေတ္တာဆိုတာဘာလဲတတ္တဝါတို့ရဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်ပေါ့ငါသည်ဘေးရန်ကင်းခြင်းနဲ့ငါသည်ကျမ်းမာရေးကောင်းခြင်းနဲ့ငါသည်နှလုံးစိမ်ဝမ်းငြိမ်းချမ်းခြင်းနဲ့အဲ့ဒါလိုပဲတခြားသောတတ္တဝါတွေလည်းဘေးရန်ကင်းခြင်းညာလိမ့်မယ်ကျမ်းမာရေးကောင်းခြင်းညာလိမ့်မယ်နှလုံးစိမ်ဝမ်းငြိမ်းချမ်းခြင်းညာလိမ့်မယ်လို့တတ္တဝါတွေရဲ့အပေါ်မှာကိုယ်နဲ့နှိုင်းစာပြီးတော့အဲ့ဒီတတ္တဝါတွေလိုလားတောင့်တနေတဲ့ကောင်းကျိုးနဲ့ချမ်းသာရသွားကြပါစေလို့စိတ်ထဲကညှပ်ပေးနေတယ်ဆိုရင်အဲ့ဒါကိုမေတ္တာအဲ့ဒီလိုမကြာခဏအဲ့ဒီစိတ်ကလေးဖြစ်အောင်ကြိုးစားရမှာနော်ဒီစိတ်ကလေးကိုမေတ္တာတိတိမတ်မတ်ပွားနေတဲ့အချိန်မျိုးမှာဆိုရင်တော့စင်စမပြတ်ဖြစ်နေအောင်ကြိုးစားရမှာပေါ့တတ္တဝါတွေဒီပင်လျင်မေတ္တာဖြစ်ဖို့အတွက်အာယုံဖြစ်သွားတယ်ခက်တာကဒကာဓမ္မတို့ဦးဇင်းတို့တွေကတတ္တဝါတွေကိုမေတ္တာအာယုံအနေနဲ့မထားနိုင်မဲနဲ့များသောအားဖြင့်တော့ဒေါသအာယုံထားတာမှန်ကတော့ဒီတတ္တဝါတွေကြောင့်ကိုယ်မှမေတ္တာလည်းဖြစ်နိုင်တယ်သို့မဟုတ်မကျေနပ်ဘူးဆိုရင်တော့ဒေါသလည်းဖြစ်နိုင်တယ်ဒီတတ္တဝါအာယုံကိုပဲတတ္တဝါဒီဟူသောအာယုံကိုပဲအာယုံပြုတ်ပြီးတော့ဒေါသဆိုတာလည်းဖြစ်ကြတာများတယ်မဟုတ်လားဒေါသဖြစ်စေအာယုံတွေကတော့အများကြီးပါပဲကိုယ့်ရဲ့အနာရောဂါတွေကိုကိုယ့်ရဲ့အစင်မပြေမှုတွေကိုဒါတွေကိုတွေးပြီးတော့လဲဒီအာယုံတွေကြောင့်ဒေါသဖြစ်နိုင်တယ်လို့များသောအားဖြင့်တော့မကြည်မနှက်ဒေါသဖြစ်ရတယ်ဆိုတာကသက်ရှိလူသားတွေဒီဟူသောအာယုံကိုအာယုံပြုတ်ပြီးတော့ဒေါသဖြစ်ကြတာခုမေတ္တာဆိုတာကောမေတ္တာဖြစ်ဖို့အတွက်အာယုံကတခြားသွားရှာရတာလားမဟုတ်ဘူးဘယ်သူဒီပင်လေမေတ္တာရဲ့အာယုံဖြစ်နေတော့တတ္တဝါဒီဒီပင်လျင်နော်တတ္တပြဉ္ညတ်ပေါ့ဒီတတ္တဝါဒီဟူသောပြဉ္ညတ်ဒီပင်လျင်ဒါမေတ္တာရဲ့အာယုံဖြစ်နေတယ်အဲ့တော့ဒီတတ္တဝါတွေကိုပဲအာယုံပြုတ်ပြီးတော့တတ္တဝါတွေလိုလားတောင့်တတဲ့ကောင်းကျိုးနဲ့ချမ်းသာရသွားကြပါစေဆိုလို့ရှိရင်ဒါမေတ္တာမဖြစ်ဘူးလားအဲ့ဒီမေတ္တာကိုဒကာဓမ္မတို့ဦးဇင်းတို့အပန်းဝအောင်ရင့်ကျက်အောင်လိမ္မာကျွမ်းကျင်အောင်ကြိုးစားမယ်ဆိုလို့ရှိရင်ဒေါသဖြစ်เสียတော်ယုံတန်ယုံကိစ္စနဲ့ကြုံရင်တောင်ဒေါသဟာမဖြစ်ဘဲရှိနေတတ်တယ်ဟုတ်လားဒါကရေများရေနိုင်မီးများမီးနိုင်သဘောပဲကိုကတစ်ကနေရှိရင်အမြဲတမ်းစိတ်တူနေတဲ့သဘောနည်းနည်းလေးပြောတာတော့အများကြီးစိတ်တူနေတဲ့သဘောတွေပဲအလေးအကျင့်များနေမယ်ဆိုရင်တော့အဲ့ဒီအလေးကျင့်ကပဲကိုနိုင်သွားပြီးတော့စိတ်တူစရာနည်းနည်းမတွေ့လိုက်နဲ့အရန်တင်မယ်ခလုတ်နှိပ်လိုက်တာလည်းတောင်လွယ်မယ်ထင်တယ်နော်ဒေါသဖြစ်ဖို့ရာကဟုတ်ရဲ့လားအကုန်လုံးပြင်ပြီးသားဆင်ပြီးသားပေါ့ဗျာဟုတ်လားနော်အကုန်လုံးပြင်ပြီးသားဆင်ပြီးသားနည်းနည်းလေးလာပြောလိုက်တာနဲ့ဘယ်အချိန်ကိုစိတ်တူသွားမှတောင်မတိလိုက်အောင်မြန်တယ်အဲ့ဒီအလုပ်ကိုအဲ့လောက်ပိုင်နေနိုင်နေကျွမ်းကျင်နေပေါ့ဖြစ်နေတာကအဲ့လိုဖြစ်နေတာအဲ့လိုဖြစ်ရမှာမဟုတ်ဘူးမေတ္တာကိုပိုင်အောင်နိုင်အောင်ဒါကြောင့်မြတ်စွာဘုရားကမေတ္တာကိုယာနိကတာအရင်သက်စနှိုးထားတဲ့ရင်တစည်းလိုပိုင်အောင်ကျင့်ရမယ်စီကျင်တဲ့အစိမ်မတက်ပြီးတော့လီပါနေလိုက်တာနဲ့ဝူးဆိုထွက်ပြေးတဲ့ကားလိုမျိုးဖြစ်အောင်လုပ်ထားရနော်မေတ္တာကိုဟုတ်ရဲ့လားဒါကြောင့်လိမ္မာအောင်ကျွမ်းကျင်အောင်ဘာဝိတာဗဟုလိကတာယာနိကတာဝိထုကတာနော်တီယာလိုလှုပ်ထားရမှာကိုယ့်ရဲ့အမြဲနေရာမျိုးလေးပေါ့အဲ့လိုလှုပ်ထားမှကျွမ်းကျင်မှလိမ္မာမှဒေါသဖြစ်เสียအာယုန်တွေတွေ့လာရင်ဒေါသမဖြစ်ပဲရှိမှာဒေါသဖြစ်เสียအာယုန်ဆိုတာကဖေးပြစ်လို့ရတာမဟုတ်ဘူးဗျသိလာတယ်ကတော့မှတော့ဒေါသဖြစ်เสียစိတ်တူเสียကတော့တွေ့နေမှာပဲကျုံနေမှာပဲဘယ်နာသွားရှောင်လို့မှမလွတ်ဘူးတချို့ကစိတ်ပြက်ပါတယ်ဆိုပြီးတော့ပြောကြတာရှိတယ်သိလားဒီနားမှာစိတ်ပြက်เสียတွေ့လို့ရှောင်သွားမယ်ဆိုရင်ဟိုနားလည်းစိတ်ပြက်เสียကတွေ့မှာပဲတမျိုးတစ်ပါးသာတွေ့မှာပဲဟုတ်ရဲ့လားအဲ့တော့မြတ်စွာဘုရားကစိတ်ပြက်เสียတွေကိုတက်နိုင်တဲ့မြတော့ရှောင်ရမှာပေါ့ရှောင်ခိုင်းတဲ့အပိုင်းတွေလည်းရှိပါတယ်မရှိဘူးမဟုတ်သို့တော်လူလောကကြီးမှာရှောင်ဖို့ဆိုတာကတော်တော်မလွယ်ဘူးအဲ့တော့မြတ်စွာဘုရားကလည်းဒါကြောင့်ရှောင်ဖို့ဆိုတာတဲ့
တွေ့ကြုံလာတဲ့အခြေအနေပေါ်မှာပဲအကောင်းဆုံးအည်သွေးနဲ့ရင်ဆိုင်တတ်ဖို့ကိုပဲမြတ်စွာဘုရားကတိုက်တွန်းတာပါဒေါသဖြစ်เสียအာယုန်နဲ့တွေ့ရင်ဒေါသမဖြစ်အောင်ထိန်းရမယ်လို့အင်္ဂုတ္တပါဠိတော်မှာမြတ်စွာဘုရားဟောတာအဲ့ဒီဒေသနာတော်ကိုထောက်တော့အဖြစ်ဒေါသမဖြစ်เสียအာယုန်ဒေါသဖြစ်เสียအာယုန်နေနဲ့မတွေ့အောင်မင်းတို့နေကြလို့အဲ့လိုဦးစားပေးပြီးတော့မပြောဘူးဒေါသဖြစ်เสียအာယုန်ကတော့တွေ့မှာပဲအစင်မပြေတာကတော့တွေ့မှာပဲအဲ့ဒီကြားတဲ့ကပဲကိုကဒေါသမဖြစ်အောင်နေရမှာဟုတ်တာပေါ့တည်တည်ချာချာစဉ်းစားကြည့်လေအဲ့ဒီဒေသနာကသဘာဝကျလေလေဒေါသဖြစ်เสียမတွေ့လို့ဒေါသမဖြစ်တာကတော့ဘာဆန်းတယ်လဲဗျာဘာမှသူ့အည်သွေးရှိတယ်လို့ပြောလို့မရအောင်အဲ့ဒီလူဒေါသဖြစ်เสียကြုံရင်တောက်လျှောက်ဒေါသဖြစ်ပါအဲ့ဒီအချက်တွေကိုဦးဇင်းတို့ဟောမဲ့ကကစုမသုတ်တန်ထဲမှာလက်တွေ့အနေနဲ့ပါလိမ့်မယ်သိလားဒါတော့နော်ဒါတွေကပြောချင်တာတွေကိုဦးဇင်းကအကြောင်းစိုက်သည့်အထိမစောင့်နိုင်မဲနဲ့ချိုးပြီးတော့ပြောနေတာဟုတ်ရဲ့လားဒါကြောင့်ဒီနေရာမှာဦးဇင်းတို့ဗာပြောချင်တာတုံးဆိုတော့ဒေါသမီးကိုငြိမ့်သက်ဖို့အတွက်မေတ္တာတရားကိုလိမ္မာကျွမ်းကျင်အောင်ကြိုးစားထားကြဖို့ဒါကိုဥစွာပြောတာအဲ့လိုမေတ္တာတရားကိုပွားများဖို့ဒေါသမီးကိုငြိမ့်သက်ဖို့ကြိုးစားတဲ့နေရာမှာအထောက်အကူပြုစီဖို့ဆိုပြီးတော့ဦးဇင်းတို့ဟောမယ်လို့ပြောထားတာကကကရှုပမာသုတ်တံလွှတ်နဲ့ဥပမာပေးထားတာအဲ့ဒါလွှတ်နဲ့ဥပမာပေးထားတဲ့ပြောထားတဲ့စကားရက်လေးကနည်းနည်းလေးပါနောက်နားလေးမှပါတာအစကနဦးဒီသုတ်တန်ကြီးစပြီးတော့ဖြစ်ပေါ်လာခြင်းရဲ့အကြောင်းကစထားတယ်ဦးဇင်းတို့မြတ်စွာဘုရားသဝိထိပြည်စီတော်အကြောင်းလိုက်တော်မှာသတင်းသုံးတော်မူစဉ်ကာလမောလိယဖက္ကုဏလို့အမည်ရတဲ့ယဟန်တစ်ပါးရှိတယ်ယဟန်ကသူကဘိက္ခုနီမတွေနဲ့အင်ပတန်ယဉ်နေတယ်ယဉ်နေတာကတော်တော်ကိုထက်တဲဝင်ဝင်ယဉ်နေတာဘလောက်ထိသူကယဉ်နေတုံးဆိုလို့ရှိရင်သူနဲ့ယဉ်နေတဲ့ဘိက္ခုနီမတွေကိုတစုံတစ်ယောက်ကမကောင်းဘူးလို့ပြောရင်ကိုသူစိတ်ထဲမှာမခံနိုင်ဘူးသိလားဆိုလိုတာကအထီကိုသူမခံနိုင်ဘူးကိုရီလျောက်ကိုမပြောနဲ့စကားနဲ့သူခင်မင်ယဉ်နေတဲ့ဘိက္ခုနီမတွေကိုစကားအရာမကောင်းပြောတာတောင်သူမခံနိုင်ဘူးအဲ့ဒါသူကကြားတဲ့ကအမြဲတမ်းနာတယ်သိလားသူ့ကိုပြောလို့နာတာလားသူနဲ့ယဉ်နေတဲ့ဘိက္ခုနီမတွေကိုပြောလို့နာတာလားတရားဓမ္မတို့ဦးဇင်းတို့ကအဲ့ဒီခံစားချက်မရှိဘူးလားကိုပြောမှနာတာကြီးမဟုတ်ဘူးနော်ဟုတ်လားကိုနဲ့ယဉ်နေတဲ့လူကိုပြောရင်လည်းကြားတဲ့ကဝင်ပြီးတော့နာလိုက်သေးတာပဲနာတတ်တဲ့အလေးကျင့်ကြီးကတော့တော်တော်ကိုကျွမ်းကျင်တယ်လို့ပြောရမှာဟုတ်လားအဲ့ဒါနဲ့နောက်တော့ယဟန်တွေကနည်းနည်းမျက်မုံးကျိုးလာတာပေါ့ဒီယဟန်ကလွန်ကဲလွန်းနေယဟန်ဖြစ်နေပြီးတော့ယဟန်မတွေနဲ့ရောပြီးတော့သူကကြားတဲ့ကနာနေတယ်အဲ့ဒါနဲ့မြတ်စွာဘုရားသွားလျှောက်တယ်အဲ့ဒီယဟန်ကတော့တော်တော်ကိုအချိုးမပြေဘူးပေါ့အဲ့လိုပြောတဲ့အခါကျတော့မြတ်စွာဘုရားကအဲ့လိုဆိုရင်အဲ့ဒီမောလိယဖက္ကုဏကိုသွားပြီးတော့ခေါ်ကြည့်အဲ့ဒါမြတ်စွာဘုရားအမိန့်နဲ့ခေါ်တော့ရောက်လာရောအချစ်တန်ဟုတ်သလားသင်ဟာဘိက္ခုနီမတွေနဲ့အလွန်ယဉ်နေတယ်ဘိက္ခုနီမတွေကိုတစုံတစ်ယောက်ကမကောင်းဘူးပြောရင်သင်ကအလွန်စိတ်တူတယ်လို့ကြားတယ်ဟုတ်သလားအဲ့တော့လေသူကမငင်းပါဘူးမှန်လားပါဗျာအဲ့လိုလျှောက်တော့မြတ်စွာဘုရားကသူ့ကိုဆုံးမတာပေါ့တန်တရားဝဆင်းရဲကလွတ်မြောက်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ယုံကြည်မှုအပြည့်နဲ့သာသနာပေါင်းကိုဝင်ရောက်လာတဲ့သင်လိုယဟန်တစ်ပါးအတွက်ယခုလိုဖြစ်ရတာဟာမသိတော့ဘူးတဲ့ကိုကလူတယောက်လည်းမဟုတ်ဘဲနဲ့ပေါ့ဆိုလိုတာကနော်ယုံကြည်မှုနဲ့သာသနာပေါင်းဝင်လာတဲ့သင်လိုပုဂ္ဂိုလ်အတွက်ဒီလိုကြီးဖြစ်ရတာမကောင်းဘူးပေါ့အဲ့ဒါယဟန်တော်တွေကိုအဓိကဦးစားပေးပြီးတော့ဆုံးမတဲ့ဒေသနာပါဒီဒေသနာကအဲ့ဒီမှာမြတ်စွာဘုရားကတလက်စတဲ့ဆက်ပြီးတော့တရားကိုဟောတာအနားမှာလည်းယဟန်တွေအများကြီးရှိမှာကိုဟုတ်လားအဲ့ဒီမှာဘာဟောတုံးဆိုတော့ပထမအဲ့ဒီမောလိယဖက္ကုဏကိုပဲဆုံးမတာချက်သားတဲ့သင်အင်မတန်ယဉ်နေတဲ့သင်အင်မတန်တန်ရောစဉ်ရှိရတယ်လို့ဆိုတဲ့ပေါ့ခေစကားလေးနဲ့ပြောရရင်အဲ့ဒီဘိက္ခုနီမတွေကိုတစုံတစ်ယောက်သောပုဂ္ဂိုလ်ကမကောင်းစကားအကျိုးကျေးဇူးမဲ့စကားပေါ့စားတဲ့အရာပြောရရင်မကောင်းတာတွေပြောမယ်ဆိုလို့ရှိရင်သင်ရဲ့စိတ်ထဲမှာဘလို့မှဖောက်ပြန်သွားတဲ့သဘောမဖြစ်သင့်ဘူးတဲ့ဖောက်ပြန်သွားတယ်တဲ့ပြောထားတဲ့အသုံးလုံးလေးနော်ဟုတ်တာပေါ့ဖောက်ပြန်သွားတယ်ဆိုတာပင်ကိုမူရင်းအခြေအနေလေးကနေပြောင်းလဲသွားတာစောတော်တုန်းကကြီးကြီးသားသားလေးကောင်းကောင်းမွန်မွန်လေးဖြစ်နေတဲ့စိတ်ကလေးကကိုချစ်တဲ့ကိုမြတ်နိုးတဲ့လူကိုတစုံတစ်ယောက်ကမကောင်းပြောလိုက်တဲ့အတန်ကိုလည်းကြားလိုက်ရတော့အဲ့လိုစိတ်မျိုးဆက်မဖြစ်တော့စိတ်တစ်မျိုးဖြစ်သွားတယ်အဲ့ဒီစိတ်ကဘယ်လိုစိတ်တုံးမကျေနပ်တဲ့စိတ်အဲ့ဒါဖောက်ပြန်တဲ့စိတ်ပေါ့ဖောက်ပြန်သွားတာအဲ့တော့ငါခင်မင်းရင်းနှီးတဲ့ပုဂ္ဂိုလ်ကိုတပါးသောသူတွေကအပြစ်ပြောတဲ့အခါမျိုးမှာဖောက်ပြန်တဲ့စိတ်မဖြစ်စေရဘူးပြီးတော့
ငါရဲ့နှုတ်ကလည်းရုပ်ညံ့တဲ့စကားသံတွေမထွက်စေရဘူးဒါကျင့်သုံးရမယ့်အပိုင်းတွေကိုပြောလာတာဟုတ်တယ်တရားဓမ္မတို့ဦးဇင်းတို့ကစိတ်ဖောက်ပြီးရင်နှုတ်ကဆက်ပြီးတော့ဖောက်တာပဲဟုတ်လားစိတ်ကမကြည်မနှက်ဖြစ်ပြီးရင်အစာတော့နည်းနည်းတော့အောင့်နေသေးတယ်မအောင့်နိုင်ဘူးဆိုရင်ဘာဖြစ်လာမလို့မျက်မှောင်ကျုံပြီးတော့အဲ့ဒါစကားသံခက်ကြမ်းကြမ်းထွက်လာတယ်အဲ့ဒါရုပ်ညံ့တဲ့စကားထွက်လာတာအဲ့ဒါလို့မဖြစ်စေရဘဲနဲ့တဲ့ငါသည်အကျိုးလိုလားတဲ့မေတ္တာစိတ်ကိုဖြစ်စေမယ်ပြစ်မှားတဲ့စိတ်မဖြစ်စေရဘူးဟောဒီတတ္တဝါရဲ့အပေါ်မှာငါမေတ္တာကိုမပြည့်စေရဘူးလို့သင်အဲ့လိုကျင့်ရမယ်တဲ့ကိုမျက်နှိုးတဲ့လူကိုမကောင်းကြောင်းပြောလာရင်အဲ့လိုကျင့်ရမကောင်းကြောင်းပြောယုံမျှမကဘူးလေတကယ်လို့တစုံတစ်ယောက်ကသင်မျက်နှိုးတဲ့ဘိက္ခုနီမတွေကိုသင်ခင်မင်ရင်းနှီးတဲ့ဘိက္ခုနီမတွေကိုလက်နဲ့ရိုက်မယ်ဆိုရင်လည်းပဲသင်အဲ့လိုပဲကျင့်ရဟောနော်လက်နဲ့ရိုက်ရင်လည်းကိုယ့်ဟာကိုယ်နေတဲ့အောင်နေရမယ်ဒါကဒေသနာကတော့တော်တော်မြင့်တယ်နော်တရားဓမ္မတို့ဦးဇင်းတို့ရားဖို့တော့မလွယ်ဘူးဆိုကြပါစို့မိဘတွေဆိုကိုသားသမီးကိုသူများကလာလုံနေတယ်ဆိုရင်ကနေနိုင်မလားဘယ်နေနိုင်မတော့နော်ဒါကယဟန်တော်တွေကိုဟောတာနော်ယဟန်တော်တွေဆိုတာကတော့ဒါကသူ့အတူရှင်းရှင်းလင်းလင်းကျင့်မယ်ဆိုကျင့်လို့မရဘူးလားရတယ်အဲ့တော့ဒုံးနဲ့ရိုက်မယ်နောက်ဆုံးဓာတ်လက်နဲ့ခုတ်မယ်ဆိုရင်တောင်မှငါသည်ဖောက်ပြန်သောစိတ်ကိုမဖြစ်စေရဘူးယုံညံ့တဲ့စကားမထွက်စေရဘူးမပြတ်သောမေတ္တာဖြင့်ပြစ်မှားတဲ့စိတ်မဖြစ်စေရဘူးဒီတတ္တဝါရဲ့ပုံမှာမေတ္တာစိတ်ကိုဖြစ်စေမယ်ဆိုတော့သင်အဲ့လိုကျင့်ရမယ်တဲ့ဒကာဓမ္မတို့ဦးဇင်းတို့အတွက်တော့တိတ်မလွယ်ဘူးပေါ့သို့တော့ဦးဇင်းကတော့ဘုရားဟောတာကိုအကုန်ဟောမှာပဲနော်အေးဒါကတော့ယဟန်တော်တွေအတွက်ကတော့မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်လူတွေလည်းပဲဒါအကျိုးကျေးဇူးကိုလိုလားတယ်ဆိုရင်ကျင့်မယ်ဆိုရင်ရအောင်ကျင့်မယ်ဆိုရင်မဖြစ်နိုင်ဘူးတော့မဟုတ်ဘူးပေါ့ဖြစ်ဖို့တော့တော်တော်ကြီးတော့ခဲရင်မှာပေါ့ဘာလို့လဲဆိုတော့ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာကိုချစ်မြတ်နိုးရတဲ့ပုံကိုယ်တွေနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ကိစ္စတွေကအများကြီးရှိတယ်ပြောရင်းနဲ့အမှတ်ရတာလေးတခုပြောအောင်မယ်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာလေပေမသုတ်တံဆိုတာရှိတယ်အဲ့ဒီသုတ်တံရဲ့အနှစ်ချုပ်ကလေးကဘာပြောထားလဲဆိုတော့စိတ်ဝင်စားတဲ့အကောက်တယ်ချစ်ချင်းညောင်ချစ်ချင်းလည်းဖြစ်နိုင်တယ်မုန်းချင်းလည်းဖြစ်နိုင်တယ်မုန်းချင်းကြောင့်ချစ်ချင်းလည်းဖြစ်နိုင်တယ်မုန်းချင်းလည်းဖြစ်နိုင်တယ်မျက်စိလဲသွားလားမသိဘူးပြန်ပြောမယ်နော်ချစ်ချင်းကြောင့်ချစ်ချင်းလည်းဖြစ်နိုင်တယ်မုန်းချင်းလည်းဖြစ်နိုင်တယ်မုန်းချင်းကြောင့်ချစ်ချင်းလည်းဖြစ်နိုင်တယ်မုန်းချင်းလည်းဖြစ်နိုင်တယ်အဲ့ဒါဥပမာပြောမယ်နော်ချစ်ချင်းကြောင့်ချစ်ချင်းလည်းဖြစ်နိုင်တယ်မုန်းချင်းလည်းဖြစ်နိုင်တယ်ဆိုတာဘာပြောတာလဲဆိုတော့ကိုအကျိုးလိုလားတဲ့ပုဂ္ဂိုလ်ကိုဒီပြင်လူတွေကလည်းအကျိုးဝိုင်းလိုလားကြတယ်မျက်နှိုးကြတယ်ဆိုဟောအဲ့ဒီလူကိုပါကိုကချစ်မျက်နှိုးသွားတယ်ဆိုကြပါစို့ဥပမာမိဘတွေကိုသားသမီးကိုဘေးကလူတွေကချစ်ကြတယ်ဆိုရင်ကိုသားသမီးကိုချစ်တဲ့လူကကိုဘလို့ဖြစ်သွားတော့ကိုကအဲ့ဒီလူကိုလည်းချစ်မြတ်နိုးသွားတယ်ဒါငါသားသမီးကိုချစ်တဲ့လူကဲသူတို့ပုံမှာမကိုကမတည့်ပေမဲ့လို့ကိုသားသမီးနဲ့တည့်တယ်ဆိုရင်ကိုစိတ်ထဲမှာတစ်မျိုးကြည်နူးရတယ်မဟုတ်လားအဲဒါချစ်ချင်းကြောင့်ချစ်ချင်းဖြစ်တာချစ်ချင်းကြောင့်မုန်းချင်းဖြစ်တယ်ဆိုတာကကိုချစ်မြတ်နိုးတဲ့လူကိုတပါးသောသူတွေကမုန်းရတဲ့အကျိုးစီးပွားမဲ့ကိုလုပ်ပြီးဆိုရင်အဲ့ဒီလူကိုကမုန်းတယ်ဆိုကြတော့ကိုသားသမီးကိုတစုံတစ်ယောက်ကမုန်းတယ်ဆိုရင်ကိုဘယ်လိုနေမလို့အဲ့ဒီလူကိုမုန်းတယ်အဲ့ဒါဘာဖြစ်တော့ချစ်ချင်းကြောင့်မုန်းခြင်းဖြစ်တာအဲ့ဒါလိုပဲမုန်းခြင်းကြောင့်ချစ်ချင်းဖြစ်နိုင်နေတဲ့ဘယ်လိုဖြစ်နိုင်တော့ဩဇာတိတ်ကောင်းတဲ့စိတ်တွေရဲ့ခံစားချက်တွေကသိလားကိုမုန်းတဲ့လူကိုဝိုင်းမုန်းရင်အဲ့ဒီလူကိုချစ်တယ်တဲ့ဟုတ်လားနော်တခါကြီးဒီမိုင်းမြဆိုကြပါစို့ကိုကတော်တော်ရေစက်ဝေးနေတဲ့လူတယောက်ရှိတယ်အဲ့ဒါကိုဒီပြင်လူကလည်းဟာအဲ့ဒီလူကြည့်ကိုမရဘူးကွာဆိုရင်အဲ့ဒီလူနဲ့ကိုယ်နဲ့ကတဖွဲတည်းဖြစ်သွားတယ်ဟုတ်လားအဲ့တော့ဘာဖြစ်သွားတော့အဲ့ဒီလူကိုရေစက်နီးသွားတာကိုမုန်းတဲ့လူကိုဝိုင်းမုန်းပေလို့အဲ့ဒီလူကိုချစ်သွားတာဟောမုန်းခြင်းကြောင့်ချစ်ခြင်းဖြစ်တာနော်နောက်မုန်းခြင်းကြောင့်မုန်းခြင်းဖြစ်တယ်အဲ့ဒါကဘာလို့ဆိုတော့ကိုမုန်းတဲ့လူကိုချစ်တဲ့လူကိုကလည်းမုန်းနေတဲ့ကိုကြည့်မရတဲ့လူကိုသူကဝိုင်းရေစက်နီးတယ်ဆိုအဲ့ဒီလူကကိုကရောပြီးတော့ကြည့်မရတော့ဘူးနော်အများကြီးတော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာဖြစ်နေတာလေဟုတ်ရဲ့လားအခုဒီမှာမြတ်စွာဘုရားကသင်နဲ့အင်မတန်ခင်မင်ရင်းနှီးတဲ့အဲ့ဒီဘိက္ခုနီမတွေကိုမကောင်းကြောင်းပဲပြောလက်နဲ့ပဲပုတ်ရိုက်ဒုံနဲ့ပဲရိုက်ဓာတ်နဲ့ပဲခုတ်သင်ဟာမေတ္တာမပြတ်အောင်နေရမယ်ဟုတ်လားယုံညံ့တဲ့စကားမထွက်အောင်နေရမယ်အဲ့လိုဆုံးမပြီးတော့မြတ်စွာဘုရားကဘာဖြစ်ဆက်ပြောလို့ဆိုတော့ဂိုင်းနဲ့သူများကိုမကောင်းကြောင်းပြောတာတွေလက်နဲ့ဒုံနဲ့ဓာတ်နဲ့ရိုက်ကြပုတ်ကြတာတွေကိုအသာထားလိုက်အောင်သင်ကိုယ်တိုင်ကိုပဲတစုံတစ်ယောက်ကသင်ရှေ့မှာမကောင်းကြောင်းလာပြောလာပြီဟောကိုဒါလိုက်ထိလာပြီနော်အဲ့ဒီအချိန်မျိုးမှာလည်းပဲငါသည်ယုံညံ့တဲ့စကားသံမထွက်စေရဘူးဖောက်ပြန်တဲ့စိတ်မဖြစ်စေရဘူး
ဒါတော်တော်ခင်းရင်တဲ့ကိစ္စတော့တရားဓမ္မတို့ကိုမကောင်းကြောင်ကိုရှေ့လာပြောတာကိုစိတ်မဖောက်အောင်ထိန်ရမှာစိတ်ဖောက်တယ်ဆိုတာကလူတွေကတရားလေးရောက်မှစိတ်ဖောက်တယ်လို့ပြောကြတာနော်ဟုတ်တယ်မဟုတ်လားဒါကတရားလေးဖြစ်နေသလားမသိဘူးဟမ်အခုအဲ့ဒီတရားလေးကမရှိတော့ဘူးနဲ့တူတယ်နော်ပြောနေကြဆိုတော့စကားထွက်သွားတာပေါ့အဲ့တော့မြတ်စွာဘုရားကဒီမှာစိတ်ဖောက်ပြန်ခြင်းဟုတ်လားစိတ်ဖောက်ပြန်ခြင်းကိုတစုံတစ်ယောက်ကအကျိုးမဲ့တွေလာလောက်တာကောင်စိတ်မဖောက်ပြန်စေရဘူးရုံညံ့တဲ့စကားတွေမထွက်စေရဘူးမေတ္တာစိတ်ကိုဖြစ်စေရမယ်လို့သင်အဲ့လိုကျင့်ရမယ်လို့ဓမ္မောလိယဘဂုဏကိုမြတ်နိုးတဲ့လူကိုစော်ကားတာကိုမပြောနဲ့ကိုစော်ကားတဲ့အခါမှာလည်းပဲအဲ့လိုကျင့်ရပေးတဲ့အဲ့ဒီကြံကုံသွားပြီနော်စကားကအဲ့ဒီလိုမောလိယဘဂုဏကိုဆုံးမပြီးတော့မှမြတ်စွာဘုရားကယဟန်တော်တွေဘက်ကိုလှည့်ပြီးတော့စကားဆက်လာပြီဆိုတော့ပြောတော့တာပေါ့ဘာပြောလဲဆိုတော့ချစ်သားတို့တဲ့ဟိုတုန်းကယဟန်တော်တွေဟာအင်မတန်ပြောလို့ဆိုလို့ကောင်းတယ်တဲ့မြတ်စွာဘုရားကသူ့လက်ထက်မှာတင်တောင်းတော့ဒကာကြီးဒီမိုင်မြတ်သိလားအဲ့ဒါမြတ်စွာဘုရားဥပမာလေးနဲ့ပြောတာငါကတထက်သေးစားတာမြတ်စွာဘုရားကတထက်သေးစားရတာဟာကျမ်းမာရေးလည်းကောင်းတယ်အင်မတန်လည်းတန်ဆွမ်းတယ်အေးချမ်းချမ်းပေါ့ပါတွတ်လက်လည်းရှိတယ်ဒါကြောင့်သင်္ချစ်သားတို့တထက်သေးစားကြလို့ပြောလိုက်တာနဲ့ယဟန်တွေကအကုန်လုံးအဲ့ဒါတထက်သေးစားကြတာအဲ့ဒါမပြည့်ညက်ရသေးဘူးနော်တထက်သေးစားအဲ့ဒါငါကတတိပေးုံပဲပေးလိုက်ရတယ်ဆုံးမရတာမဟုတ်ဘူးတဲ့အဲ့ဒီတုန်းကဆိုဘာနဲ့တူတုံးဆိုလို့ရှိရင်လမ်းကောင်းပေါ်မှာအင်မတန်ခြိကြမြည်တဲ့မြင်းကိုစီးပြီးတော့ယထာမောင်းရတယ်လို့မျိုးပေါ့ယထာကိုစီးပြီးတော့လိမ္မာတဲ့မြင်းကိုမောင်းရတယ်လို့မျိုးအခုဆိုရင်တော့လမ်းကောင်းနဲ့အင်မတန်အဆင့်မြင့်တဲ့ကားကိုမောင်းရတယ်လို့မျိုးတက်တောင့်တက်တာဘာမှသိပ်ပြီးတော့ကိုအာယုံဆိုင်ရှာမလို့ပေါ့အခုအဲ့ဒါလို့မဟုတ်ဘူးလို့မြတ်စွာဘုရားကပြောတာပြောရဆိုရနည်းနည်းခက်လာတဲ့သဘောပေါ့အဲ့ဒီမှာမြတ်စွာဘုရားကချစ်သားတို့တဲ့အကုသိုလ်တရားတွေကိုဖယ်ရှားကြကုသိုလ်တရားတွေကိုပြည့်စုံအောင်ကြိုးစားကြဘာဖြစ်လို့လဲဆိုတော့အကုသိုလ်တရားတွေကိုမဖယ်ရှားနိုင်ဘူးဆိုရင်ဒုက္ခတွေဟာသင်တို့တန်တာမှာရှိနေမှာပဲကုသိုလ်တရားတွေပြည့်စုံအောင်မလုပ်နိုင်ဘူးဆိုရင်ချမ်းသာဒုက္ခတွေဟာသင်တို့တန်တာမှာပြည့်စုံမှာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်အဲ့ဒီမှာအကုသိုလ်တရားကိုဖယ်ရှားကြကုသိုလ်တရားတွေကိုပြည့်စုံအောင်ကြိုးစားကြဥပမာဘာနဲ့အလားတပံတွေးပြီးတော့စဉ်းစားပြီးတော့ကျင့်သုံးရမှာလဲဆိုရင်တဲ့ဆိုပါစို့အင်ဂျင်တော်ကြီးတော်ရှိတယ်အဲ့ဒီအင်ဂျင်ဥယျင်ကြီးကိုကြီးပွားခြင်းတဲ့ပုဂ္ဂိုလ်ဥယျင်မှုဆိုကြပါစို့လေအဲ့ဒါအင်ဂျင်တော်ကြီးတဲ့ဝင်ကြည့်လိန်ကောက်ကိုးနေတဲ့အပင်တွေကိုခုတ်ပြစ်ဟုတ်လားဩဇာကင်းတဲ့လှီးနေတဲ့အပင်တွေတိတ်ကြီးပွားစွာမနံတဲ့အပင်တွေကိုခုတ်ပြစ်ဂျားတွေကပေါင်းမြစ်တွေသိပ်ပြီးတော့တန်ဖိုးမရှိတဲ့အနှောင့်အယှက်ဖြစ်မဲ့အပင်တွေကိုရှင်းလင်းပြစ်နော်ကောင်းတဲ့အပင်ဖြောင်းတဲ့အပင်အလားအလာရှိတဲ့အပင်ကိုမြေတောင်မြောက်ပေးရအဲ့ဒါဆိုရင်ဒီအင်ဂျင်တော်ကြီးဟာမကြခင်မှာပဲတကက်အည်အသွေးရှိတဲ့အပင်တွေနဲ့ကြီးစီစီကာကာကြီးဖြစ်လာမှာတဲ့ဒါဥမာပြောတာအဲ့လိုပဲဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာတည်းဟူသောအင်ဂျင်တော်ကြီးထဲမှာအကုသိုလ်တည်းဟူသောအလိမ်အကောက်အကွေးဩဇာကင်းတဲ့အလှီအပိန်အသေးအပင်တွေကိုဘာလို့ပြရမလို့ခုတ်ပြရမယ်ခုတ်တွင်ရှင်းလင်းပြရမယ်ကုသိုလ်ကောင်းမှုနဲ့တူတဲ့ချောမွေ့တဲ့အလားအလာရှိတဲ့တန်မာတဲ့အပင်တွေကိုပြုစုပြောထောင်ပေးရမယ်အဲ့လိုဆိုလို့ရှိရင်ဒကာဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝဟာချမ်းသာခြင်းတရားနဲ့မပြည့်စုံမေဘူးလားပြည့်စုံလိမ့်မယ်အဲ့ဒါမြတ်စွာဘုရားကပထမအဲ့ဒါအကုသိုလ်တွေကိုဖယ်ရှားဖို့ကုသိုလ်တရားကိုပြည့်စုံစေဖို့အဲ့ဒီဥပမာနဲ့အရင်ဆုံးမပြီးတော့မှတခါတရားကိုပြန်လှည့်လာပြန်တယ်ဘယ်လိုလှည့်လာလဲဆိုတော့ချစ်သားတို့တဲ့ဟိုးရှေးတုန်းကဖြစ်ဖူးတာလေးတစ်ခုပြောမယ်တဲ့မြတ်စွာဘုရားကအဆုံးမခက်တာနဲ့ပတ်သက်ပြီးတော့ပြောနေတာကိုအခုဟာကနော်ရှေးတုန်းကဖြစ်ဖူးတာလေးတစ်ခုပြောပြမယ်တဲ့အဲ့ဒါကဘာလဲဆိုတော့ဟောဒီရာဇဂိုမြို့မှာပဲနော်ဝေရေဟိကာဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်တဲ့ဒီတဝဋ္ဌိမြို့မှာပဲဝေရေဟိကာဆိုတဲ့အမျိုးသမီးတစ်ယောက်ရှိတယ်အဲ့ဒီဝေရေဟိကာဟာနာမည်သတင်းအလွန်ကြီးတယ်ဂုဏ်သတင်းအလွန်မှွေးတယ်ဘယ်လိုမှွေးလဲဆိုတော့အင်မတန်နူးညံ့ပြည့်ပြည့်တဲ့လူစိတ်ထားသဘောထားအင်မတန်ကောင်းတဲ့လူအင်မတန်သိမ်မွေ့တဲ့လူအင်မတန်ငြိမ်းချမ်းတဲ့လူအဲ့လိုနာမည်ကြီးတယ်အဲ့လိုနာမည်ကြီးတော့အဲ့ဒီဝေရေဟိကာနဲ့အတူတူနေတဲ့ဝေရေဟိကာခိုင်းစေပြီးတော့နေတဲ့အိမ်မှာကာလီဆိုတဲ့ကျွန်မတစ်ယောက်ရှိတယ်
အဲ့ဒါကိုကျွန်မကကြားတော့နားနဲ့မဆန့်ကြားတော့ငါတို့ရဲ့သခင်မကနာမည်ကြီးလိုက်တာငြိမ်းအေးတဲ့လူနူးညံ့သိမ်မွေးတဲ့လူသဘောထားကြီးတဲ့လူလို့နာမည်အင်မတန်ကြီးတယ်တကယ်ကိုပဲနူးညံ့သိမ်မွေးလို့နူးညံ့သိမ်မွေးတယ်လို့နာမည်ကြီးတာလားတကယ်ကိုပဲငြိမ်းချမ်းလို့ငြိမ်းချမ်းတယ်လို့နာမည်ကြီးတာလားဒါမှမဟုတ်မငြိမ်းချမ်းစရာတွေမကြုံသေးလို့ငြိမ်းချမ်းနေတာလားဟောကာလီကစဉ်းစားတာနော်သဘောထားမကြီးစရာတွေမကြုံသေးလို့သဘောထားကြီးနေတာလားအဲ့ဒါကိုငါတည်တည်ချာချာသိချင်လိုက်တာအဲ့ဒါသူကအမြဲတမ်းစဉ်းစားနေတာဒီကာလီကအဲ့တော့ငါရဲ့သခင်မဟာအမြဲတမ်းနူးညံ့သိမ်မွေ့တယ်ဆိုတာဖြစ်နိုင်မလားတကယ်ကိုပဲနူးညံ့သိမ်မွေ့တာလားကြမ်းထမ်းစရာမကြုံသေးလို့နူးညံ့နေတာလားအဲ့ဒါကိုသိကျင်တော့ဘာလုပ်လို့ဆိုတော့နောက်နေ့စမ်းမယ်ဆိုပြီးတော့ကာလီကမနဲ့စောစောထနေကြမထအောင်နေထွက်တည်အထိပေးပြီးတော့အိတ်အခဏနေတော့ဝေဒဟိကာကလာပြီးတော့နှိုးတယ်ဟဲ့ထားပါဘာဖြစ်တော့နေမကောင်းလို့လားမသိဘူးပေါ့မတနာတဲ့စိတ်လေးတောင်ရှိတယ်နော်ဘာဖြစ်လို့အိတ်နေတုံးလို့မေးတော့ဘာမှအကြောင်းမရှိပါဘူးတဲ့အိတ်ရှင်လို့အိတ်နေတာဖိတဲ့အဲ့လိုပြောလိုက်တော့ဘယ်ခြေနဲ့ပါမှာတော့အိတ်ရှင်လို့အိတ်နေတာဆိုမျက်နှာတော့ပြက်သွားတာပေါ့ဟောအိတ်ရှင်လို့အိတ်နေတာဆိုဘာမှတော့ပြောတော့မပြောသေးဘူးဒါပေမဲ့မျက်နှာပြက်သွားတယ်အဲ့ဒီမျက်နှာပြက်သွားတာကိုဟိုလူကလည်းစမ်းတဲ့လူဆိုတော့မြင်မိအောင်ကိုမြင်တယ်အဲ့ဒါနဲ့တေချာအောင်နောက်နေ့ဆက်ပြီးတော့စမ်းအောင်မယ်ဆိုပေါ့နောက်နေ့လည်းနေထွက်တည်အထိမထအဲ့ဒါနဲ့လာနှိုးတယ်ဟဲ့ကျွန်မထဘလို့အိတ်နေတော့ပေါ့လုံးစရာအလုပ်တွေအကုန်လုံးလစ်ဟင်းကုန်ပြီဘလို့အိတ်နေတော့ဘာမှအကြောင်းမရှိပါဘူးတဲ့အိတ်ချင်လို့အိတ်နေတာအိတ်ချင်လို့အိတ်ရသလားပေါ့ဒီလိုအိတ်လို့ရသလားပေါ့အဲ့ဒီမှာကြမ်းထမ်းတဲ့စကားကိုစပြီးတော့ပြောလာတယ်အစတုန်းကမျက်နှာရင်ပြတ်သွားတာအခုဘာဖြစ်လာပြီတော့စကားချမ်းနေပြောလာတယ်အဲ့တော့ထပ်ပြီးတော့သေချာအောင်ဆိုပြီးတော့နောက်နေ့မထဘူးဒီတိုင်းပဲပြေးပြီးတော့အိတ်နေတာအဲ့တော့တော်တော်ကိုစိတ်တူနေပြီလာတဲ့ကိုစားစိတ်တူနေပြီဟိုကလာနှိုးတဲ့လူကသိလားအမေဘာလို့မထတုံးပေါ့ဘာမှအကြောင်းမရှိပါဘူးအိတ်ချင်လို့ပဲအိတ်နေတယ်အဲ့လိုလဲပြောလိုက်ရောအနီးနားမှာရှိတဲ့တကားဂလန့်နဲ့ကောက်ပြီးတော့ခေါင်းကိုရိုက်ထည့်လိုက်တာခေါင်းခွဲသွားတယ်ရုပ်ရုပ်တဲတဲဖြစ်သွားပြီနော်အဲ့ဒီကြတော့မှကာလီကသေချပြီတို့သခင်မဟာကြမ်းစရာတွေမတွေ့သေးလို့နှုတ်နေတာကိုဟုတ်လားလွယ်တော့မလွယ်ဘူးတော့တကားတော်မတို့အဲ့လိုစမ်းတဲ့လူနဲ့များတွေ့ရင်တော့အကုန်ကြမှာပဲဒီစာမွေးဝဲကဟုတ်လားနော်တို့သခင်မဟာဗါတဲ့တော့ကြမ်းစရာနဲ့မတွေ့သေးလို့နှုတ်နေတာသဘောထားသေးစရာတွေနဲ့မတွေ့သေးလို့သဘောထားကြီးနေတာအဲ့ဒါနဲ့သူကအရက်ထဲလှည့်ပြီးတော့ခေါင်းကကွဲလို့ကြွလာတဲ့သွေးတွေကိုလက်နဲ့အုပ်ပြီးတော့လှည့်ပြောတယ်ကြည့်ကြပါဦးတဲ့သခင်မနဲ့ကျွန်မနဲ့နှစ်ယောက်တည်းရှိတဲ့ဒီအိမ်မှာသိလားသင်တို့ရဲ့သဘောထားကြီးတယ်ဆိုတော့နူးညံ့သိမ်မွေ့တယ်ဆိုတော့ငြိမ်းအေးတယ်ဆိုတော့ဝေဒဟိကာရဲ့အဖြစ်ကိုကြည့်ကြပါအောင်သူရိုက်ခွဲလို့ကျုပ်ခေါင်းခွဲရပြီပေါ့ဟုတ်လားအဲ့တော့မြတ်စွာဘုရားကအဲ့ဒီလိုရှေးတုန်းကဖြစ်ခဲ့မှုတဲ့အကြောင်းအရာလေးအဲ့ဒီတဲကစပြီးတော့ဝေဒဟိကာဟာကြမ်းထမ်းတဲ့သူမနူးညံ့မသိမ်မွေ့သူဆိုတဲ့နာမည်ကိုရပြန်နေတဲ့အဲ့ဒီမှာမြတ်စွာဘုရားကဘာပြောတုံးဆိုချက်သားတို့တဲ့ဟောဒီသာသနာတော်ကြီးမှာလည်းပဲနော်စိတ်တူစရာအာယုန်နေနဲ့မတွေ့သေးလို့စိတ်မတူကြတဲ့လူတွေရှိတယ်တဲ့စိတ်မတူတာကအလကားမတူတာမဟုတ်တူစရာမတွေ့သေးလို့မတူတာကောင်းနေတာကအလကားကောင်းနေတာမဟုတ်မကောင်းစရာမကြုံသေးလို့ကောင်းနေတာဒါဥစဉ်ကနည်းနည်းလေးချဲ့ပြောတာနော်အဲ့တော့ဘလို့ကျင့်ရမှာလဲဆိုရင်စိတ်တူစရာစိတ်ပြက်စရာနဲ့တွေ့လာတဲ့အခါမှာစိတ်မတူစိတ်မပြက်အောင်ကျင့်သုံးရမယ်နော်မကောင်းတဲ့အာယုန်တွေမတွေ့သေးလို့မကောင်းတဲ့စိတ်တွေမဖြစ်ဘူးဆိုတာကဘာမှစမ်းကြဲတဲ့ကိစ္စမဟုတ်အဲ့တော့လောကကြီးမှာမကောင်းတဲ့အာယုန်တွေကတော့တွေ့နေတာပဲအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့အများသောအားဖြင့်အဖြစ်များတာကမကောင်းတဲ့အာယုန်တွေတွေ့တာနဲ့စိတ်ကများသောအားဖြင့်မကောင်းတဲ့စိတ်ပဲဖြစ်သွားတာဟုတ်ရဲ့လားကောင်းတဲ့စိတ်ကလေးကကောင်းတဲ့အာယုန်နဲ့တွေ့မှပဲဖြစ်ခွင့်ရတယ်လို့မျိုးပေါ့လေအဲ့တော့မကောင်းတဲ့အာယုန်တွေတွေ့လာတဲ့အခါမှာစိတ်တူတဲ့အာယုန်တွေ့လာတဲ့အခါမှာဒီအချက်ကိုသတိထားရမယ်ဒီအချိန်ဟာငါ့ကိုကောင်းတဲ့စိတ်ဖြစ်အောင်လုပ်လို့ပြောနေတဲ့အချိန်ပဲတနည်းအားဖြင့်ငါရဲ့အစွမ်းငါရဲ့အရည်အသွေးကိုပြရမယ့်အချိန်ပဲလို့စဉ်းစားဖို့မလိုဘူးလားအဲ့လိုလေးစဉ်းစားလိုက်လို့ရှိရင်အမြင်ကပြောင်းသွားတာသိလားဆိုကြပါစို့ဒကာဓမ္မတို့ဦးဇင်းတို့တွေကတာမန်အဖြစ်စိတ်တူတရားတွေတွေ့လို့ရှိရင်ဖယ်ပြစ်မယ်ဆိုတဲ့အခန့်ကြီးနဲ့ရင်ဆိုင်တာဒါကိုမကျေနပ်တဲ့စိတ်နဲ့ဒါကိုထုတ်ပြစ်ခြင်းတဲ့စိတ်နဲ့ကိုကရင်ဆိုင်တာအဲ့လိုဆိုရင်ဒီအခြေအနေကပိုဆိုးလာမယ်
အဲ့တော့ကိုကဘလို့ရင်ဆိုင်မတော့ဒါကိုငါစိတ်မတူအောင်တနည်းအားဖြင့်ငါရဲ့အည်အသွေးကိုမြင့်ဖို့ငါသိခံခြင်းဆိုတဲ့အည်အသွေးလေးတက်လာအောင်ငါဒါလေးကိုစာမဝေးတစ်ခုအနေနဲ့သဘောထားပြီးတော့အည်အသွေးမြင့်လာအောင်ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ကြည်လိုက်ရင်ဒီမြင်ကွင်းလေးကဒီအတွေ့အကြုံလေးကတစ်မျိုးဖြစ်သွားပြန်ရောသဘောပေါက်လားမသိဘူးဦးဇင်းပြောတာ哦သိခံမယ်ဆိုတဲ့စိတ်နဲ့မြင်ရင်တစ်မျိုးမြင်တယ်တာမန်ဖယ်ပြစ်ခြင်းတဲ့စိတ်နဲ့တမျိုးကြအမြင်နဲ့ကြည့်မယ်ဆိုရင်တော့ဒါကမကျင်တဲ့ဆရာပါပဲအဲ့တော့ဒကာဓမ္မတို့ဦးဇင်းတို့စိတ်ပြည့်စရာမကြုံမဲနဲ့သိခံခြင်းဆိုတဲ့ခန္တီပါရမီနော်ဒီအည်အသွေးခန္ဓာရည်ရှိခြင်းဆိုတာဘယ်လိုလုပ်ရမှာတော့ဟုတ်လားဒါစဉ်းစားရရှိတယ်နော်ဒါကြောင့်မြတ်စွာဘုရားကစိတ်တူစရာမတွေ့လို့စိတ်မတူတဲ့ကိစ္စဘာမှမဆန်းဘူးဟုတ်လားဒါကြောင့်ဒီသာသနာတော်မြတ်ကြီးမှာတချို့သောယဟန်တွေဟာတူစရာမတွေ့သေးလို့စိတ်မတူကြတာဘာဆက်ပြီးတော့ပြောလဲဆိုတော့ဟောဒီသာသနာမှာတချို့သောယဟန်တွေဟာတဲ့ပစ္စည်းလေးပါးကိုအလိုရှိတိုင်းရနေလို့ပြောလို့ဆိုလို့ကောင်းနေတာရှိတယ်တဲ့မရလို့ကောင်းနေတာမရရင်မကောင်းတော့ပြောလို့ဆိုလို့မကောင်းတော့ဘူးသိလားဒါကလူလောကကြီးနဲ့အင်မတန်ခွင်တဲ့တယ်လို့ဦးဇင်းထင်တယ်ဒီစကားတွေကဟုတ်ရဲ့လားဒါကြောင့်ပါစို့ယဟန်တွေမှာလည်းတပည့်တွေပါတွေရှိတာကိုဟာသူတို့ကိုသင်္ကန်းတို့ဆွမ်းတို့သူတို့အတွက်လိုအပ်တာကိုပေးနေမယ်ဆိုရင်ဒီကလေးကဘာတော့ဒီတပည့်ကပြောလို့ဆိုလို့ကောင်းနေတာဟုတ်လားသူတို့အလိုရှိတာမရတော့ဘူးဆိုတာနဲ့ပြောလို့ဆိုလို့မကောင်းတော့ဘူးပစ္စည်းလေးပါးကိုရနေလို့ပြောလို့ဆိုလို့ကောင်းတယ်ဆိုတာပြောရဆိုရလွယ်တဲ့လူလို့မဆိုနိုင်ဘူးတဲ့ဘာဖြစ်လို့ဆိုမရရင်ပြောလို့ဆိုလို့မကောင်းပဲဖြစ်တော့မှာကိုအမှန်ကတော့တရားကိုပဲမြတ်နိုးပြီးတော့တရားကိုပဲပူဇော်ပြီးတော့တရားကိုပဲအလေးကရုပြုပြီးတော့ပြောလို့ဆိုလို့ကောင်းမှသာလျှင်တကယ်ပြောလို့ဆိုလို့ကောင်းသူလို့ပြောလို့ရမယ်လူလောကကြီးမှာရနေလို့ကောင်းတဲ့လူတွေပဲများတာပဲမဟုတ်လားမရတာနဲ့မကောင်းတော့မရတာနဲ့ပြောလို့ဆိုလို့မကောင်းတော့ဘူးဟုတ်ရဲ့လားဒါကြောင့်ရနေလို့ပြောလို့ဆိုလို့ကောင်းတာကိုတကယ်မြင့်မြတ်စင်ကြယ်တဲ့ပြောလို့ဆိုလို့ကောင်းခြင်းလို့ပြောနိုင်မလားမပြောနိုင်ဘူးဟုတ်ရဲ့လားဒါကြောင့်မြတ်စွာဘုရားကချစ်သားတို့တဲ့ရသည်ဖြစ်စေမရသည်ဖြစ်စေသူတော်ကောင်းတရားကိုမြတ်နိုးသောအဖြစ်ငါသည်အပြောအဆိုလွယ်တဲ့လူတစ်ယောက်ဖြစ်ရမယ်ယဟန်တစ်ပါးဖြစ်ရမယ်လို့အဲ့ဒါလို့ကျင့်သုံးရမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့မြတ်စွာဘုရားကအဲ့ဒီမှာဟောတာဟုတ်ရဲ့လားအဲ့ဒီမှာအပြောအဆိုခက်တာတွေနဲ့ပတ်သက်ပြီးတော့ကျုံလာလို့မြတ်စွာဘုရားကဒီဒေသနာတော်ကိုဟောတာကိုဟုတ်ရဲ့လားအဲ့တော့ဘေးသက်ပေါင်းသူတော်ကောင်းတို့ဒီဒေသနာတွေကသူများကိုဝေဖန်ဖို့မဟုတ်ဘူးနော်ကိုဝေဖန်ဖို့နော်အခုဆိုကြပါစို့ဦးသိန်းကအခုပြောလိုက်တယ်လူတွေဟာရမှကောင်းတာပါမရရင်မကောင်းပါဘူးဆိုတော့မြားဦးကဘယ်ဘက်လှည့်သွားတော့သူများပဲလှည့်သွားတာသိလားဘယ်သူကိုဝေဖန်ရမှာတော့ကိုဝေဖန်ရမှာငါမှာကောအဲ့လိုသဘောမရှိဘူးလားရှိတာပေါ့နော်ရရင်တစ်မျိုးမရရင်တစ်မျိုးနော်အမျိုးမျိုးပါပဲဟုတ်လားတခါကြီးဒီမိုင်းကြီးအမျိုးမျိုးပဲနော်အဲ့လိုအမျိုးမျိုးမဖြစ်စေသင့်ဘူးအမြဲတမ်းသူတော်ကောင်းတရားကိုအလေးကရုပြုပြီးတော့ငါသည်နူးညံ့သိမ်မွေးတဲ့လူပြောလို့ဆိုလို့ကောင်းတဲ့လူဖြစ်အောင်ကြိုးစားမယ်လို့ဒါကြိုးစားရမှာပါမဖြစ်တာကိုအပြစ်တင်နေတာမဟုတ်ဘူးနော်မဖြစ်ရကနေဖြစ်ရကိုသွားရမှာဖြစ်နေတယ်ဆိုရင်လည်းပြောစရာအကြောင်းကသိမရှိပါဘူးဟုတ်ရဲ့လားအဲ့ဒီမှာမြတ်စွာဘုရားကစိတ်သားတို့တဲ့ဟောဒီလောကကြီးမှာစကားလမ်းကြောင်း၅မျိုးရှိတယ်တဲ့သိတဲ့ရေတရားကတဖြည်းဖြည်းနဲ့လက်တွေ့ဆန်းလာပြီနော်စကားလမ်းကြောင်းဘယ်နှမျိုးရှိတော့၅မျိုးရှိတယ်တဲ့အဲ့ဒီစကားလမ်းကြောင်း၅မျိုးနဲ့တွေ့တဲ့ကြုံတဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုမဖောက်ပြန်အောင်မေတ္တာစိတ်ဖြစ်အောင်ယုံညံ့တဲ့စကားတွေမထွက်အောင်ကြိုးစားနိုင်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့အဲ့ဒီစကားလမ်းကြောင်း၅မျိုးကိုမြတ်စွာဘုရားကပြောလိုက်မယ်အဲ့ဒီစကားလမ်းကြောင်း၅မျိုးဆိုတာကလောကလူသားတွေဘယ်လိုမှရှောင်မရတိတ်မရတွေ့ကြရကြုံရရမယ့်စကားလမ်းကြောင်း၅မျိုးဘာလဲဆိုတော့နံပါတ်1ပဝင်းကျင်ကလူတွေကကိုယ့်ကိုတင့်တော်တဲ့အချိန်မှပြောခြင်းလဲပြောမယ်သို့မဟုတ်မတင့်တော်တဲ့အချိန်မှလဲပြောခြင်းပြောမယ်တဲ့သူတို့ကအချိန်တွေပါတွေစောင့်နေမှာမဟုတ်ပြောခြင်းရင်ပြောချလိုက်မှာပဲဒီအချိန်ကသူစိတ်တူနေတဲ့အချိန်ဒီအချိန်ကလူကြားတဲ့သူ့ကိုပြောရင်စိတ်တူလိမ့်မယ်ဒီအချိန်ကြီးပြောလို့မကောင်းပါဘူးလို့အချိန်တွေပါတွေရွေးနေမှာဘူးတခါတလေလူကြားထဲမှာမှပြောလို့မတင့်တော်တာကိုတမင်ရွေးပြီးတော့တောင်းပြောခြင်းပြောလိမ့်မယ်တင့်တော်တဲ့အချိန်မှပြောခြင်းလဲပြောမယ်မတင့်တော်တဲ့အချိန်မှပြောခြင်းလဲပြောမယ်တတွဲနောက်ပြီးတော့ကိုယ့်အကြောင်းကိုပတ်ဝန်းကျင်ကမှန်တာတွေလဲပြောခြင်းပြောလိမ့်မယ်မမှန်တာတွေလဲပြောခြင်းပြောလိမ့်မယ်မှန်တာကြီးပြောပါလို့တောင်းဆိုလို့မရနိုင်ဘူးဟာတခါတလေမှန်တာပြောပြီးတော့မကြိုက်တာလည်းရှိတယ်နော်
ကိုမကောင်းကြောင်းတွေကိုမှန်တာပြောရင်ကြိုက်လားမကြိုက်ဘူးအဲ့ဒီမှန်တာကြတော့မကြိုက်ဘူးသိလားဘယ်လိုမှန်တာကြတော့ကြိုက်တော့ကောင်းပြီးတော့မှန်တာတွေကြတော့ကြိုက်တာပေါ့နော်အဲ့တော့မှန်တာကိုပြောခြင်းပြောမယ်မမှန်တာကိုလည်းပြောခြင်းပြောမယ်ဟုတ်လားနောက်ပြီးတော့ကြမ်းကြမ်းထန်ထန်လည်းပြောခြင်းပြောလိမ့်မယ်တိမ်တိမ်မွေ့မွေ့လည်းပြောခြင်းပြောလိမ့်မယ်ဒါကသူ့သဘောပဲလေသူ့စိတ်ထဲမှာမခံနိုင်အောင်ကိုတမင်ပြောမယ်ဆိုတာမျိုးစိတ်ဖြစ်နေရင်ကြမ်းကြမ်းထန်ထန်ပြောမှာပေါ့ဟုတ်လားတမမို့ရင်ငါနုနုညံ့ညံ့ပြောမယ်ဆိုရင်လည်းနုညံ့ပြောမှာပေါ့နောက်ပြီးတော့အကျိုးအကြောင်းစီလျော်တဲ့တဘာဝယုတ်တိကြတဲ့စကားကိုပြောခြင်းလည်းပြောမယ်သို့မဟုတ်အကျိုးအကြောင်းဘာမှမရှိလျော်တဲ့ဘာအဓိပ္ပာယ်မှမရှိတဲ့စကားတွေကိုပြောခြင်းလည်းပြောမယ်ပြောတဲ့ပုဂ္ဂိုလ်ရဲ့အည်သွေးပေါ်မှာမူတည်မှာပေါ့ဟုတ်လားဒါကိုအကြောင်းတွေကိုသူတို့ပြောလိမ့်မယ်နော်နောက်ပြီးတော့မေတ္တာနဲ့ပြောတာလည်းဖြစ်ခြင်းဖြစ်မယ်ဒေါသပြစ်မှားခြင်းနဲ့ပြောတာလည်းဖြစ်ခြင်းဖြစ်မယ်တဲ့စကားလမ်းကြောင်းဘယ်နှမျိုးတော့5မျိုးဒါရှောင်မရဘူးတိတ်မရဘူးဒီ5မျိုးတစ်မျိုးမျိုးနဲ့တော့တွေ့မှာပဲဟုတ်လားတခါကြီးမိုင်းများနော်တင့်တော်တဲ့အခါဖြစ်ခြင်းဖြစ်မယ်မတင့်တော်တဲ့အခါဖြစ်ခြင်းဖြစ်မယ်မှန်တာဖြစ်ခြင်းဖြစ်မယ်မှားတာဖြစ်ခြင်းဖြစ်မယ်ကြမ်းကျင်ကြမ်းမယ်တိမ်မွေ့ခြင်းတိမ်မွေ့မယ်ပြီးတော့ဗာလဲအကျိုးအကြောင်းစီလျော်တာဖြစ်ခြင်းဖြစ်မယ်အကျိုးအကြောင်းမရှိလျော်တာဖြစ်ခြင်းဖြစ်မယ်မေတ္တာနဲ့ပြောတာဖြစ်ခြင်းဖြစ်မယ်ဒေါသနဲ့ပြောတာဖြစ်ခြင်းဖြစ်မယ်ဘယ်လိုအရာတွေပဲပြောပြောဘယ်လိုစကားလမ်းကြောင်းကပဲလာဘာတွေကိုပဲပြောငါရဲ့စိတ်တည်မဖောက်ပြန်စေရဘူးဟောနော်ငါရဲ့နှုတ်ကယုံညံ့တဲ့စကားတွေမထွက်စေရဘူးငါသည်မေတ္တာစိတ်ကိုဖြစ်စေမယ်ပြစ်မှားတဲ့စိတ်မဖြစ်စေရဘူးဟောဒီတတ္တဝါကိုငါဟာမေတ္တာရဲ့အာယုံဖြစ်အောင်လုပ်လိုက်မယ်ဟောဒီစကားလေးကိုအမှတ်ရလို့စောစောကဦးဇင်းကပြောလိုက်တာနော်တတ္တဝါတွေဟာတကယ်တမ်းကတော့ဒေါသဖြစ်ရတာလည်းပဲများသောအားဖြင့်ဒီတတ္တဝါတွေကြောင့်ပဲဒေါသဖြစ်ရဟုတ်လားချစ်ခင်မြတ်နိုးတဲ့အကျိုးလိုလားတဲ့မြင့်မြတ်တဲ့မေတ္တာစိတ်တွေဖြစ်ရတာကိုကဲသူတို့မရှိရင်ဖြစ်နိုင်မလားဖြစ်နိုင်ဘူးဒီတတ္တဝါတွေဒီပင်လေမေတ္တာဖြစ်ခြင်းရဲ့အာယုံဖြစ်မနေဘူးလားဖြစ်နေတယ်ဒါကြောင့်မြတ်စွာဘုရားကတတ္တဝါတွေကိုမေတ္တာရဲ့အာယုံပြုတ်ပြီးတော့အတိုင်းအရှိပမာဏမရှိတဲ့ယံမရှိတဲ့ဘေးမရှိတဲ့ဆင်းရဲခြင်းမရှိတဲ့မေတ္တာတရားကိုငါဖြစ်အောင်ကြိုးစားမယ်လို့အဲ့ဒါလိုကျင့်ရမယ်တဲ့ဟောအတိုင်းအတာပမာဏမရှိသောဘေးမရှိသောယံမရှိသောဆင်းရဲခြင်းမရှိသောတဲ့မေတ္တာကိုပြောထားတာနော်ဒါကမေတ္တာကိုလှိုက်လိုက်လဲပို့ပြီးတော့မေတ္တာရဲ့အရသာကိုခံစားမှုတဲ့ပုဂ္ဂိုလ်တွေဆိုလို့ရှိရင်မြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုအရသာခံတဲ့နေရာမှာအထောက်အကူပို့ပြီးတော့ပြုလိုက်မယ်ဟုတ်ရဲ့လားဒါကြောင့်တတ္တဝါတွေကိုမေတ္တာရဲ့အာယုံဖြစ်စေရမယ်ဆိုတဲ့စကားလေးကိုဦးဇင်းကအင်မတန်သဘောကျတယ်ဟုတ်လားတကယ်တမ်းကတော့ဒီတတ္တဝါတဦးတယောက်ကိုပဲအကြောင်းပြုပြီးတော့မေတ္တာလည်းဖြစ်နိုင်တယ်ဒေါသလည်းဖြစ်နိုင်တယ်နော်ဒါကိုလှုပ်တက်လို့ရှိရင်မေတ္တာဖြစ်မယ်မလှုပ်တက်ရင်တော့ဒေါသဖြစ်မယ်အဲ့တော့ကိုကဘယ်လိုစဉ်းစားရမလဲဘယ်လိုမြင်ရမလဲကိုယ့်ရဲ့အမြင်ပေါ်မှာမူတည်တယ်ဆိုကြပါစို့အတူချုပ်ပဲပြောပဲဗျာဒီတတ္တဝါရဲ့မကောင်းခွက်ကိုပဲမြင်မယ်ဆိုတော့သေချာတယ်အဲ့ဒါဒေါသဖြစ်ပဲအမနာပါဝဒတနအမနာပဘာဝဒတနမကောင်းတာကိုပဲမြင်တယ်သိလားအဲ့ဒါဆိုရင်ဘာဖြစ်မလဲဒေါသဖြစ်ပဲပြမှားတော့မယ်နော်မနာပဘာဝဒတနကောင်းတာကိုမြင်မယ်ဆိုရင်တော့အဲ့ဒါသေချာတဲ့မေတ္တာဖြစ်ပဲအဲ့တော့ဆိုကြပါစို့လူတစ်ယောက်မှာကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိတယ်ကိုမြင်နေတာကိုမြင်လို့ရတယ်ကိုမြင်ခြင်းသလိုကိုမြင်လိုက်တယ်လို့ပဲကိုယ့်ရဲ့စိတ်ထဲမှာဒေါသတော့မဟုတ်မေတ္တာဟာဖြစ်သွားမယ်အဲ့တော့ဦးဇင်းတို့လူရင်းပြောရရင်တော့မကောင်းမှုလို့မြင်ရင်ဒေါသဖြစ်မယ်ကောင်းတယ်လို့မြင်ရင်မေတ္တာဖြစ်မယ်မြင်ခြင်းသလိုမြင်လို့ရတယ်နော်လူတိုင်းကအကုန်လုံးဆိုးနေတယ်လို့ကြီးပြောလို့ရလားမရပါဘူးဗျာဟုတ်ရဲ့လားဒါကြောင့်တိတ်ပြီးတော့ယွန်ရှာဆက်ဆုပ်เสียကောင်းတဲ့လူတွေတောင်မှကောင်းတဲ့အချက်ကလေးအနည်းငယ်များတော့ရှိနေတယ်အဲ့ဒါကိုမြင်အောင်ကြည့်ဖို့လိုတယ်ဟိုဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာရှင်သာရိပုတ္တရာကိုရမြတ်ကြီးဟောထားတဲ့အာဂတဝိနည်းသုတ်တံဆိုတာရှိတယ်ဗျအဲ့ဒီမှာအရှင်မြတ်ကြီးကပန်းတကူသင်္ကန်းချုပ်တဲ့ယဟန်ဟာတဲ့သုတ်တံတို့အမိုက်ပုံတို့ကနေပြီးတော့အဝိစုပ်ကိုတွေ့လို့ကောက်လာတာပေါ့ကောက်လာတဲ့အခါအဝိကတချို့နေရာတွေကစုပ်နေတာလည်းရှိမယ်ဆွေးနေတာလည်းရှိမယ်အညီအကြီးတွေဘလို့မှလျှော်ဖွတ်လို့မရတဲ့သုံးမရတဲ့အပိုင်းတွေလည်းရှိမှာပဲဒါပေမဲ့အဲ့ဒီအဝိစုပ်မှာသုံးရတဲ့အပိုင်းလေးကတော့ရှိတာပေါ့အဲ့ဒါလေးကိုကိုက်ဟုတ်လားသုံးမရတဲ့အပိုင်းကိုဘာလို့တော့ဆွန်လိုက်သုံးရတဲ့အပိုင်းလေးယူပေါ့အဲ့တော့လူတွေဆိုတာသူကိုအဲ့ဒီအဝိစုပ်တစ်ဖွဲပါပဲသုံးမရတဲ့အပိုင်းတွေရှိတယ်ဘာမှတန်ဖိုးမရှိတဲ့
တကယ်ကိုမကောင်းတဲ့အပိုင်းတွေလည်းအများကြီးရှိတယ်သို့တော့ကောင်းတဲ့အပိုင်းတွေကမရှိဘူးလားအဲ့တော့ခက်တာကဒကာမတို့ဦးဇင်းတို့ကမကောင်းတာကြီးရွေးယူနေကြတာအဲ့ဒါကြောင့်မလို့ဒေါသကြီးရနေတာဟုတ်တယ်မဟုတ်လားအဲ့ဒါမထေရမြတ်ကြီးကနောက်ထပ်ဥမာတစ်ခုပေးတာရှိသေးတယ်ဆိုကြပါစို့တော်တဲ့ခရီးသွားလို့ရေစားလောက်မှုတ်သိတဲ့ပုဂ္ဂိုလ်ဟာရေကန်ကြီးတွေ့တော့ရေတောက်အောင်မပဲဆိုပြီးတော့ဝမ်းသာအားရချင်းကလိုက်တော့ရေကန်ရဲ့ရေမျက်နှာပြင်ကရေမော်တွေကိုစိမ့်လို့အုပ်ထားတာရေမပေါ်ဘူးဟုတ်လားအဲ့တော့ဘာလုပ်တုံးဆိုတော့အဲ့ဒီရေမော်တွေကိုလက်ကလေးနဲ့ခတ်ပြီးတော့ဖယ်လိုက်တဲ့အခါကျတော့မော်တွေကဘေးကိုကျဲသွားတော့ကြည်တဲ့ရေလေးဟာပေါ်မလာဘူးလားအဲ့လိုပဲလူတွေရဲ့အပြစ်တွေမကောင်းကွက်တွေကိုဘေးကိုဖယ်ပြီးတော့ကောင်းတာလေးကိုမြင်တတ်မယ်ဆိုလို့ရှိရင်မေတ္တာဖြစ်မယ်ရေမော်တွေပါရောတောင်းရင်တော့အဲ့ဒါဒုက္ခရောက်မယ်နော်ဟုတ်လားအနောက်ဆုံးမထေရမြတ်ကြီးကဘယ်လောက်ထိဥမာပေးတော့ဆိုရင်ရေကဘယ်မှမရှိဘူးနွားချီရကွက်ထဲမှာပဲရှိနေတယ်လက်နဲ့ခတ်တောင်းရင်တော့နောက်ပြီးတော့တောက်ရတော့မှမဟုတ်တော့ဘူးအဲ့လိုဆိုရင်ဘယ်လိုလုပ်မလို့အตาလေးကုန်းပြီးတော့လက်ထောက်ပြီးတော့ဟုတ်လားဝဥကုန်းပြီးတော့အဲ့ဒါလေးကိုတာတာလေးတောက်အငတ်တော့ဖြေတာပဲဒေါသတိဟုသောပူလောင်ခြင်းကင်းပြီးတော့မေတ္တာနဲ့ဒါအငတ်တော့ဖြေသွားတာပဲဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တတ္တဝါဒီသည်ပင်လျင်ဒေါသဖြစ်ခြင်းရဲ့အကြောင်းဒါကြည်ဘူးရအောင်ပြောတာနော်အဲ့ဒီတတ္တဝါဒီသည်ပင်လျင်မေတ္တာဖြစ်ခြင်းရဲ့အကြောင်းမေတ္တာဖြစ်အောင်လုပ်မှလားဒေါသဖြစ်အောင်လုပ်မှလားဆိုတာကတော့ကိုယ့်ရဲ့ဘယ်လိုမြင်တယ်လဲဆိုတဲ့အမြင်ပေါ်မှာမူတည်တယ်မကောင်းတာကိုမြင်ရင်ဒေါသဖြစ်မယ်ကောင်းတာကိုမြင်ရင်မေတ္တာဖြစ်မယ်အကောင်းမြင်မှမေတ္တာနော်ကောင်းကွက်ကိုရှာမေတ္တာတဲ့ဟုတ်ရဲ့လားဒါကြောင့်မေတ္တာကိုမြင်လို့တဲ့မေတ္တာကိုရကျင်တယ်ဆိုရင်ကောင်းကွက်ရှာတတ်ဖို့အင်မတန်အရေးကြီးတယ်ဆိုးတာကြီးမကြည့်နဲ့ဆိုးတာကြီးအပြစ်တင်ပဲဆိုရင်သူ့ကိုအရင်အပြစ်မတင်နဲ့ကိုယ့်ကိုယ်အရင်အပြစ်တင်ဖို့ပဲရှိတယ်ကို့မှာလည်းဆိုးတာတွေမရှိဘူးလားရှိတာပေါ့အံ့ဩစရာသိကောင်းတယ်ကိုအပြစ်တင်နေတဲ့ဆိုးတာမျိုးတောင်ကို့မှာရှိတယ်သူ့ကိုယ်ကအပြစ်တင်တယ်ဟာဒါကြီးဒီလိုလုပ်တာတော့မကောင်းပါဘူးအမသူ့ကိုသာပြစ်တင်နေတာကိုလည်းအဲ့လိုလုပ်နေတာမရှိဘူးလားရှိတာပေါ့များသောအားဖြင့်ရှိနေတာပဲများတယ်ဟုတ်လားဒါကြောင့်စကားလမ်းကြောင်း၅မျိုးလူလောကကြီးမှာရှောင်မရတိတ်မရတွေ့ရလိမ့်မယ်ကြုံရလိမ့်မယ်ပြောခြင်းတဲ့အချိန်မှာပြောခြင်းတယ်လို့ပြောခြင်းတာကိုပြောလိမ့်မယ်အနှစ်ချုပ်ရင်တော့ဒီ၃မျိုးထွက်လိမ့်မယ်နဲ့တူတယ်နော်ပြောခြင်းတဲ့စကားမျိုးကိုပြောခြင်းတဲ့အချိန်မှာပြောခြင်းတယ်လို့ပြောမယ်နုနုညံ့ညံ့လည်းပြောခြင်းပြောမယ်ကြမ်းကြမ်းထန်ထန်လည်းပြောခြင်းပြောမယ်သူပြောခြင်းတယ်လို့ကိုပြောမှာပဲအဲ့ဒီလိုအခြေအနေမျိုးမှာငါဟာဖောက်ပြန်တဲ့စိတ်မဖြစ်စေရဘူးကြုံညံ့တဲ့စကားသံမထွက်စေရဘူးမေတ္တာစိတ်ကိုယ်သာလင်ဖြစ်စေရမယ်ပြင်းမာတဲ့စိတ်မဖြစ်စေရဘူးလို့ဒီလိုကျင့်ရမယ်တဲ့မြတ်စွာဘုရားကဒါစကားလမ်းကြောင်း၅မျိုးပေါ့ဟုတ်ရဲ့လားအဲ့ဒီမှာရှေ့ဆက်ပြီးတော့မြတ်စွာဘုရားကဘာအမင်းရှိတုံးဆိုတော့ခြေသားတို့တဲ့ဥပမာတစ်ခုပြောမယ်မေတ္တာတရားကိုဘယ်လောက်ထိကြီးအောင်ပွားရမလဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်မေတ္တာတရားကိုဘယ်လောက်ထိပွားများရမလဲဆိုတဲ့အဓိပ္ပာယ်လူတစ်ယောက်ကပေါက်ပြားနဲ့ချင်းတောင်းနဲ့ယူလာပြီးတော့မဟာပတိမြေကြီးကိုခုတ်တူးပြီးတော့တခါတည်းချင်းတောင်းနဲ့ထက်တနေရာကိုသွားထမ်းပုတ်ပြီးတော့ဒီမဟာပတိမြေကြီးပေါ်မှာပဲကျင်ငယ်တွေစွန့်တွေတွေထွေးဘာလုပ်နေတာတုံးဆိုတော့မြေကြီးကိုမြေကြီးမဟုတ်အောင်လုပ်တာတဲ့ပြီးတဲ့မြေကြီးကိုမြေကြီးမဖြစ်အောင်လုပ်တာတဲ့ဖြစ်နိုင်မလားဒီမြေကြီးကိုတူးပြီးတော့ဘယ်ပဲပို့ရမှာတော့မြေကြီးပေါ်ပဲပို့ရမှာပဲလေဟုတ်လားအဲ့တော့မြေကြီးကိုမြေကြီးမဖြစ်အောင်လုပ်လို့ရသလားမရဘူးမြေကြီးကိုမြေကြီးမဖြစ်အောင်လုပ်လို့မရသလိုမျိုးကိုယ့်ရဲ့ဖြစ်နေတဲ့မေတ္တာတွေကိုတစုံတစ်ယောက်ကမေတ္တာမဖြစ်အောင်လုပ်လို့မရအောင်ကြိုးစားရမယ်တဲ့အဲ့လောက်ထိကိုပြောတာလားသိလားမြေကြီးကိုဖျက်ဆီးလို့မရတယ်လို့မျိုးကိုယ့်မေတ္တာတွေကိုသူများဖျက်ဆီးလို့မရအောင်ကြိုးစားရမယ်ဆိုတဲ့အဓိပ္ပာယ်လို့ဦးဇင်းထင်တယ်ဟုတ်လားအဲ့ဒါပတ်ဝန်းကျင်ကခေါဏကပြောလာတဲ့စကားလမ်းကြောင်း၅မျိုးကျုံလာတဲ့အခါမှာအဲ့ဒီမြေကြီးကိုဥပမာထားပြီးတော့ငါရဲ့တန်တမှာယုံညံ့တဲ့စိတ်တွေမဖြစ်စေရဘူးဖောက်ပြန်တဲ့စိတ်တွေမဖြစ်စေရဘူးနော်ယုံညံ့တဲ့စကားတွေမထွက်စေရဘူးမေတ္တာစိတ်ကိုဖြစ်စေမယ်လို့အဲ့လိုကျင့်ရမယ်တဲ့မြေကြီးကိုဖျက်ဆီးလို့မရတယ်လို့မျိုးလို့ဥပမာပေးရတာနော်ဒါပထမတစ်ချက်ကိုယ့်ရဲ့မေတ္တာကိုဒုနဲ့ဒဲနဲ့ခိုင်ခိုင်မာမာနော်နောက်ထပ်ဒေါသဖြစ်เสียဖြစ်အောင်ဆက်လုပ်လာပြီဆိုရင်ဟာဒါတောက်ထက်တွေ့တဲ့သင်္ကန်းစာလို့နားလည်ရမယ့်သဘောပေါ့ကိုမကျွမ်းကျင်ဘူးဆိုရင်တော့အဖြေမားတွေထွက်မှာနော်ပု္ပ္ပာတွေဆိုတာကတော့အမျိုးမျိုးလာနေတာပဲလေအစစ်မြင့်တဲ့ပု္ပ္ပာကိုဖြေနိုင်လေပညာတတ်လို့လောကီမှာတော့အဲ့လိုမပြောဘူးလားပြောတာပေါ့ဗျဟုတ်တယ်မဟုတ်လား
အဲ့လိုပဲဦးဇင်းတို့ဓမ္မနယ်ပယ်တရားရှုတော်ကကြည့်မယ်ဆိုရင်ပိုးပြီးတော့ခက်ခဲနေနေတဲ့တနည်းအားဖြင့်မေတ္တာဖြစ်ဖို့ပိုးခက်ခဲတဲ့ကိစ္စမှာမေတ္တာဖြစ်အောင်လုပ်နိုင်ပြီဆိုရင်ဒါသူ့ရဲ့အည်သွေးကတော်တော်တက်လာနော်တာမန်အပေါ်မှာတော့သူကတာတာလေးကြော်လွှားသွားနိုင်လားအေးဒါကြောင့်ပထမပေးလိုက်တဲ့ဥပမာကဘာလဲတော့မြေကြီးကိုမြေကြီးမဖြစ်အောင်လုပ်လို့မရတယ်လို့မျိုးကြိုးစားရမယ်နောက်ပြီးတော့တစုံတစ်ယောက်ကဆေးခွက်တွေနဲ့စုပ်တန်နဲ့ယူလာပြီးတော့ဆေးချင်မယ်ဘယ်ကိုဆေးကချင်မှာတော့ဆိုတော့ကောင်းငင်ကိုချင်မယ်တဲ့ပြီးတဲ့ရေကောင်းငင်ကဆေးချေလို့ရမလားမရဘူး तू ဘလောက်ပဲကြိုးစားကောင်းငင်ကိုစွန့်ထင်းသွားအောင် तू လုပ်လို့မရဘူးဘယ်လိုအယောင်နဲ့မှကောင်းငင်ကိုစွန့်ထင်းသွားအောင် तू မလုပ်နိုင်ဘူးနော်ပဂရိဆေးနဲ့ပဂရိစုပ်တန်နဲ့တော့ကောင်းငင်ကို तू ဆေးချေလို့မရနိုင်ဘူးအဲ့ဒါလိုပဲစကားလမ်းကြောင်း၅မျိုးပတ်ဝန်းကျင်ကကြိုက်တယ်လို့ပြောကြိုက်တဲ့အနေထားနဲ့ပြောကြိုက်တဲ့ပုံစံနဲ့ပြောနော်ငါရဲ့စိတ်နှလုံးမဖောက်ပြန်သေးရဘူးယုံညံ့တဲ့စကားမထွက်စေရဘူးမေတ္တာစိတ်ကိုပဲဖြစ်စေရမယ်လို့လေ့ကျင့်ပြီးတော့ကောင်းငင်ကိုဆေးချေလို့မရတဲ့ပုံစံမျိုးကိုမေတ္တာကိုသူများဖြစ်စည်းလို့မရအောင်အဲ့ဒီအစဉ်ရောက်အောင်ကြိုးစားရမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်ရဲ့လားအေးနောက်တစ်ချက်ပါပြောတော့လူတစ်ယောက်ကမြက်ချောက်တို့ကောက်ရွေးချောက်တို့စုစည်းပြီးတော့မီးရှို့ပြီးတော့အဲ့ဒီမြက်မီးရှူးဆိုတာကိုယူသွားပြီးတော့ဘာလို့မလုံးဆိုတော့ဂင်္ဂါမြစ်ကိုမီးရှို့မလို့နော်ဘာလို့မဲဂင်္ဂါမြစ်ကိုမီးရှို့မှာတုံးတိုင်းတိုင်းရှိနေတဲ့ဒီဂင်္ဂါမြစ်ကြီးကိုမြက်မီးရှူးနဲ့မီးရှို့ဖို့ကြိုးစားတယ်ဘယ်လိုမှမဖြစ်နိုင်ဘူးပေါ့နော်အဲ့ဒီလှုပ်တဲ့လူပဲပင်ပန်းမယ်သူပဲဆင်းရဲပဲဂင်္ဂါမြစ်ကတော့မီးလောင်သွားမှာမဟုတ်ဒီအဲ့ဒါလိုပဲတရားဓမ္မတို့ဦးဇင်းတို့အနိဋ္ဌာယုန်နေနဲ့တွေ့တဲ့အခါမှာဒေါသမဖြစ်အောင်ကြိုးစားပြီးတော့တိဆောက်ထားတဲ့ဒီမေတ္တာတရားကိုတစုံတစ်ယောက်သောပုဂ္ဂိုလ်ကလမ်းပြီးတော့ဒေါသဖြစ်အောင်မလုံနိုင်ဘူးဆိုလို့ရှိရင်ဒါတော်တော်ကြီးအောင်မြင်တယ်လို့ပြောလို့မရဘူးလားရတယ်ဂင်္ဂါမြစ်ကိုမီးရှို့လို့မရတယ်လို့မျိုးတဲ့ပေးတဲ့ဥမာတွေနော်မြေကြီးကိုမြေကြီးမဖြစ်အောင်လုပ်လို့မရတယ်လို့မျိုးကောင်းငင်ကိုဆေးချေလို့မရတယ်လို့မျိုးဂင်္ဂါမြစ်ကိုမီးရှို့လို့မရတယ်လို့မျိုးနောက်ပြီးတော့ဗာဆက်ပြောတော့ဆိုတော့အင်မတန်နူးညံ့တဲ့နောက်ထုထောင်ထားတဲ့ကြောင်ရည်အိတ်ဆိုတာရှိတယ်တဲ့ကြောင်ရဲ့အရေကွန်ကြောင်မွေးကလည်းနူးနူးညံ့ညံ့လေးပေါ့အဲ့ဒါကိုထုပြီးတော့ပြော့နေတယ်အဲ့ဒါကိုဒုတ်တို့ဘာတို့နဲ့ရိုက်မိတယ်ခတ်မိတယ်ဆိုတော့ဘာအတန်မှမထွက်တော့အဲ့ဒီကြောင်ရည်အိတ်ကနူးညံ့လွန်းလို့အတန်မထွက်တော့နော်ဆိုကြပါစို့ဝါခွန်လေးပါလေအောက်ပြုတ်ကျသွားတယ်တခုနဲ့ထိမိတယ်ဆိုရင်အဲ့ဒီဝါခွန်ကအတန်ထွက်သလားဒါကလူငယ်တွေနားလည်ဥမာပေးလိုက်တာနော်အဲ့ဒီကြောင်ရည်အိတ်ဆိုတာအဲ့ဒီဝါခွန်းနဲ့တောင်နူးညံ့တယ်အဲ့ဒီကြောင်ရည်အိတ်ကိုအတန်ထွက်အောင်လုပ်လို့မရတယ်လို့မျိုးကိုလည်းပဲတစုံတစ်ယောက်သောပုဂ္ဂိုလ်ကစကားလမ်းကြောင်း၅မျိုးလမ်းကြောင်းတစ်ခုခုကိုစီးပြီးတော့ရောက်လာတယ်ဆိုကြပါစို့အဲ့ဒါအတန်မထွက်အောင်ကြိုးစားရမယ်ခုတက္ကရာမတို့ဦးဇင်းတို့တွေကအတန်တွေကထွက်တာပဲဟုတ်လားနည်းနည်းလောက်ပြောလိုက်တာနဲ့မကာမိအောင်တော့အများကြီးတောင်းထွက်ပြတာမရှိဘူးလားရှိတယ်ဟိုကပြောတာကနည်းနည်းကိုကပြန်ပြောလိုက်တာကများဟုတ်ရလားအမှန်ကဘာပဲပြောမေတ္တာမပြတ်အောင်ထိန်ရမယ်ဒီနေရာမှာဦးဇင်းတို့ရဲ့စိတ်ထဲမှာတွေးမိတာလေးတစ်ခုပြောမယ်ကိုယ့်ရဲ့မူရင်းရက်တည်တဲ့အမြင်ဟာအင်မတန်အရေးကြီးမယ်လို့ထင်တယ်အရာရာတိုင်းကိုငါသီးခံဖို့ဆိုတဲ့အမြင်နဲ့ရင်ဆိုင်မယ်ဆိုလို့ရှိရင်အမြင်ကတစ်မျိုးပြောင်းသွားတာဗျသိလားဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ်ငါသီးခံကြည့်လိုက်အောင်ပါအဲ့လိုလေးတာလှုပ်ကြည့်လိုက်ဟာအဲ့ဒါကစိတ်ဝင်စားတဲ့တစ်မျိုးကောင်းသွားတာအဲ့ဒီအမြင်မရှိဘူးဆိုရင်တော့ကိုကဘာဖြစ်တော့ဒါကိုဖယ်ပြစ်ဖို့ဆန့်ကျင်ဘက်လုပ်ဖို့စိတ်တူဖို့ပဲကိုကပြင်ဆင်ထားတယ်လို့မျိုးဖြစ်နေတာကိုဟုတ်ရလားဒါကြောင့်မကောင်းတဲ့အခြေအနေတွေတွေ့တိုင်းဆိုးရတဲ့အာယုန်တွေကိုတွေ့တိုင်းဒါလေးကိုအမှတ်ရရမယ်ငါသီးခံကြည့်အောင်ပါဟုတ်လားကိုကတကယ်လို့သီးမခံဘူးဆိုလဲဒီအခြေအနေဆိုးကြီးကအခြေအနေကောင်းကြီးလည်းဖြစ်သွားနိုင်တာတော့မဟုတ်ပါဘူးဟုတ်လားသီးခံနိုင်လိုက်တယ်ဆိုရင်တော့တော်တော်ကိုအတွက်အများကြီးမြင့်မြတ်မသွားပြီဘူးလားမြင့်မြတ်သွားမယ်တော့ဘယ်ဘက်ကတွေ့အင်မတန်အကျိုးရှိပါတယ်သီးခံခြင်းကတကယ်တမ်းကတော့ဟုတ်ရလားဒါကြောင့်အဲ့ဒီအမြင်ကိုအခြေခံမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အမြင်ကိုကစားမြင့်မြတ်နေတဲ့အတွက်ကြောင့်ရှေ့ဆက်သွားဖို့တော်တော်လေးလွယ်သွားတာပေါ့ခုတရားဓမ္မတို့ဦးဇင်းတို့ကအခြေခံကိုကစားအဲ့ဒီအမြင်ကိုတခါတလေမစင်သားမိဘူးနှလုံးမသွင်းမိဘူးပေါ့နော်ထိကနေရှိရင်စိတ်တူဖို့ပဲကိုကပြင်ထားတာဟုတ်ရလားဒါကြောင့်မြတ်စွာဘုရားကဥပမာဘယ်နှမျိုးနဲ့မေတ္တာတရားကိုရင့်ကျက်ခိုင်မာအောင်တည်ဆောက်ရမယ်လို့ပြောထားတော့၄မျိုးဟုတ်ရလားမြေကြီးကိုမြေကြီးမဟုတ်အောင်လုပ်လို့မရသလို
ကောင်းငင်ကိုဆေးချေလို့မရသလိုကင်္ဂါမြစ်ကိုမီးရှို့လို့မရသလိုကြောင်ရည်အိတ်ကိုအတန်ထွက်အောင်လုပ်လို့မရသလိုတဲ့ဟုတ်လားတွေ့ကြုံလာတဲ့အခြေအနေတွေကကိုယ့်ရဲ့စိတ်ကိုတူမသွားစေဘူးပေါ့ကိုစိတ်ပြက်မသွားစေဘူးပေါ့ဒါတော်တော်စွမ်းမှရမှာပါနော်ဒါလေ့ကျင့်ဖို့ပြုစုဖို့ပြိုးထောင်ဖို့ပြောတာပါဒီအခြေအနေကိုဦးဇင်းတို့လည်းပဲမရောက်ပါဘူးအဝေးကြီးပါဟုတ်ရဲ့လားသို့တော့မြတ်စွာဘုရားကဒီလိုဟောထားတယ်ဆိုတာလေးကိုကြားရသိရတာကိုယ့်အတွက်စိတ်တက်မှာအားမဖြစ်ဘူးလားဖြစ်တယ်ပြီးတော့လဲနီးလန်းတွေရောမရဘူးလားရတယ်လူဘဝရဲ့အနှစ်သာရကမကောင်းနေရာကနေကောင်းနေရာကိုသွားဖို့အဲ့ဒါလူဘဝရဲ့အနှစ်သာရလို့ထင်တယ်ဟုတ်လားဆိုးတာတွေကိုကောင်းအောင်လုပ်ဖို့အစင်မပြေတာတွေကိုအစင်ပြေအောင်လုပ်ဖို့ယုံညံ့တဲ့စိတ်တွေဖြစ်နေကြကနေမြင့်မြတ်တဲ့စိတ်တွေအစားထိုးဖြစ်လာနိုင်အောင်ကြိုးစားဖို့ဒါလူဘဝရဲ့အနှစ်သာရပဲလေဟုတ်လားပစ္စည်းဥစ္စာရှာကြတယ်ဆိုတာကခန္ဓာဝန်ရှိနေလို့မဖြစ်လို့လုပ်ရတဲ့ကိစ္စတွေပါအဲ့ဒါကဟုတ်တယ်မဟုတ်လားဒါလည်းလုပ်ရမှာပါမလုပ်လို့မဖြစ်ပါဘူးသို့တော့ဉာဏ်ရှိတဲ့အသိရှိတဲ့လူတွေအတွက်ဘဝရဲ့တန်ဖိုးဘဝရဲ့အနှစ်သာရဆိုတာမကောင်းရာကနေကောင်းရာကိုဘယ်လောက်သွားနိုင်တယ်လဲဟုတ်လားယုံညံ့ရာကနေမြင့်မြတ်ရာကိုဘယ်လောက်သွားနိုင်တယ်လဲတဲ့ပြောရရင်ဒေါသကနေမေတ္တာကိုဘယ်လောက်ကူးပြောင်းသွားနိုင်လဲဟုတ်လားလောဘကနေအလောဘကိုဘယ်လောက်ကူးပြောင်းသွားနိုင်လဲအဝိဇ္ဇာဆိုတဲ့မောဟကနေပညာဆိုတဲ့သိခြင်းစီကိုဘယ်လောက်သွားနိုင်တယ်လဲဒါပဲဟုတ်တယ်မဟုတ်လားနော်လောဘဒေါသမောဟဆိုတော့အခြေခံတွေရှိမနေဘူးလားရှိနေတယ်နော်အဲ့ဒီအခြေအနေကနေပြီးတော့အလောဘအဒေါသအမောဟတွေဖြစ်အောင်ဘယ်လောက်လုံနိုင်တယ်လဲဆိုတာပေါ့မူတည်ပြီးတော့လူဘဝရဲ့တန်ဖိုးဆိုတာကိုအကဲဖြတ်ကြရမှာပါဟုတ်ရဲ့လားခုဦးသိန်းတို့ဒီကနေ့ပြောတာကဒေါသကနေမေတ္တာဖြစ်အောင်ဘယ်လောက်လုံနိုင်မလဲတထက်ပူပြီးတော့တဲ့ပြောရရင်ဒေါသဖြစ်เสียကျုံးလာတဲ့အခါမှာဒေါသမဖြစ်ဘဲနဲ့အဲ့ဒီဒေါသဖြစ်เสียအာယုံဒီပင်လျင်မေတ္တာဖြစ်အောင်လုပ်လိုက်မယ်ဆိုတဲ့အခြေအနေမျိုးပေါ့အစိတ်ကိုပင်လျင်ဆေးဖြစ်အောင်ဖန်တီးမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်ရဲ့လားပြောတဲ့စကားတွေကတော့အင်မတန်ကြီးတယ်နော်နော်ဦးဇင်းတို့လည်းပဲဒါအများကြီးတက်နိုင်လို့လုံနိုင်လို့ပြောတာမဟုတ်ဘူးဟုတ်လားမြတ်စွာဘုရားဟောထားတဲ့တုတ်တန်ဒေသနာတော်တွေကိုအရှိအတိုင်းကြည်ကြဲပြန့်ပြန့်နားလည်စေခြင်းလို့ဒါဦးဇင်းတို့ပြောတာပါတချို့လည်းကြားပူပြီးသားပါဟုတ်လားအဲ့တော့ဦးဇင်းတို့ကကစုပမာတုတ်တန်လွှဥပမာလို့ပြောခဲ့တယ်လွှကဘာကိုမပါသေးဘူးဟုတ်လားအဲ့ဒါအခုကြမှာလွှကလာမှသိလားတော့နည်းနည်းလေးလို့ဦးဇင်းကလည်းပြောခဲ့ပါတယ်နော်အဲ့တော့ဗာဆက်ပြီးတော့မြတ်စွာဘုရားအမိန့်ရှိတုံးဆိုတော့သူကအကြီးဆုံးကိုနောက်ဆုံးမှပြောတဲ့သဘောပါပဲဟုတ်လားမြတ်စွာဘုရားကတရားဒေသနာဟောတဲ့နေရာမှာတတလေးကနေလာတယ်ဟုတ်လားတဖြည်းဖြည်းနဲ့နဲ့အဲ့လိုသွားတာဟုတ်လားအခုဗာဆက်ပြောတုံးဆိုချက်သားတို့တဲ့အယိုးနှစ်ဖက်တက်ထားတဲ့လွှဖြင့်ကိုမုန်းတဲ့ရန်သူတွေကတကယ်လို့ကိုယ့်ရဲ့အင်္ဂါကြီးငယ်ခြေလက်အင်္ဂါတွေကိုဖြတ်တောက်ပြီးဆိုကြပါစို့တဲ့အဲ့ဒီအခြေအနေမျိုးမှာစိတ်တူမယ်စိတ်ဆိုးမယ်စိတ်ပြက်မယ်ဆိုရင်အဲ့ဒါငါဘုရားရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးရမရောက်ဘူးတဲ့အဲ့လောက်ထိဟောတာနော်အင်္ဂါကြီးငယ်ကိုလွှမ်းနဲ့ဖြတ်လို့စိတ်ဆိုးမယ်ဆိုရင်အဲ့ဒီစိတ်ဆိုးခြင်းကြောင့်ငါဘုရားရဲ့အဆုံးအမကိုလိုက်နာရမမြည်တဲ့အဲ့လိုပြောတာအဲ့လိုပြောပြီးတော့မြတ်စွာဘုရားကလောကကြီးမှာလွှမ်းနဲ့တကယ်အဖြတ်ခံရတယ်ဆိုတာအင်မတန်ရှားပါတယ်တကယ်ကြီးမိုင်းများနော်ဒါကတော့တော်တော်ကိုမရှိသလောက်လို့ပြောရမှာပါဟုတ်ရဲ့လားနော်အဲ့ဒါကမြတ်စွာဘုရားပေးတဲ့ဟောလို့ရင်ဥပမာကအဲ့ဒီကိစ္စကိုတောင်အဲ့ဒါလို့ဖြစ်အောင်လုပ်ရမယ်ဆိုရင်ဒီအပေါ်ယံကိစ္စလေးတွေကိုဘောင်းမဲ့ကြောင့်မလုပ်နိုင်ရမှာလဲဆိုတဲ့အနေအထားကိုပြောတာအဲ့ဒီမှာမြတ်စွာဘုရားကချက်သားတို့တဲ့ဒီစကားလမ်းကြောင်း၅မျိုးတွေကကြမ်းတမ်းတဲ့အပြောတွေသင်ချက်သားတို့ခံရသလားတဲ့ခံရခဲပါလေနော်တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာကိုယ့်ရဲ့ရှေ့တင်လာပြီးတော့ကိုယ့်ကိုအယုဒ္ဓအနတ္တတကယ်အသေးရပြက်အောင်ဂုံပြက်အောင်နှိမ့်ချပုတ်ခတ်ပြီးတော့ပြောတဲ့စကားဆိုတာကြုံရခဲ့ပါတယ်ခက်နေတာကအဲ့ဒီနည်းနည်းလေးပြောတာကိုပဲမခံနိုင်နေတာအများကြီးမလာဘူးနော်အများကြီးဆိုတာမလာဘူးနော်အဲ့ဒီနည်းနည်းလေးကိုပဲမရတာနော်မြတ်စွာဘုရားကနည်းနည်းလေးမပြောနဲ့အများကြီးပြောရင်တောင်ရအောင်ကြိုးစားရမယ်လို့ပြောတော့အဖြစ်နည်းနည်းလေးကိုတော့မဖြစ်မနေရအောင်လုပ်ဆိုတဲ့အဓိပ္ပာယ်ပြောရမရောက်ဘူးလားရောက်တယ်ဒါကြောင့်တရားဓမ္မတို့ဦးဇင်းရဲ့ဘဝမှာလွှတ်နဲ့လည်းဘယ်သူမှလမ်းပြီးတော့မဖြတ်ပါဘူးဟုတ်လားတချို့ဆိုရင်တဘဝဆုံးသာသွားတယ်ဘယ်သူကမှသူ့ကိုလက်နဲ့လာပုတ်တာမျိုးမရှိဘူးနော်စိတ်တူလို့သာတူနေကြတာဟုတ်လားများသောအားဖြင့်တရားဓမ္မတို့ဦးဇင်းရဲ့ဘဝမှာစိတ်တူတဲ့အကြောင်းတွေကစကားတန်တွေအကြောင်းဖြစ်တာပဲများပါတယ်နော်စကားတန်တွေဆိုတဲ့နေရာမှာလည်းပဲတရားဓမ္မတို့ဦးဇင်းတို့စကားတန်ကိုခံစားရတယ်ဆိုတာထက်
အဲ့ဒီလူကဘလို့စိတ်နဲ့ပြောတာလဲဆိုတဲ့စိတ်ကိုလှမ်းပြီးတော့ခံစားတာအဲ့ဒါလေးကိုနည်းနည်းတော့ဦးဇင်းကစဉ်းစားမိတာလေးပြောခြင်းနေတယ်ဆိုကြပါစို့တစုံတစ်ယောက်ကကိုယ့်ကိုပြောလို့ကိုယ်စိတ်ဆိုးတယ်စိတ်တူတယ်ဘာလို့စိတ်ဆိုးတာတော့တာမန်ကြည့်ရင်တော့ तू ကငါ့ကိုအဲ့လိုပြောလို့ဆိုပြီးတော့စကားအသံကိုစိတ်ဆိုးတယ်ပေါ့ဟုတ်လားဒါပေမဲ့တေချာနှစ်ကြည့်လိုက်လို့ရှိရင်အဲ့ဒါကိုဘယ်စိတ်နဲ့ပြောသလဲသူ့ရဲ့စိတ်အထင်ကိုလှမ်းပြီးတော့ခံစားတာဦးဇင်းပြောတာသဘောပေါက်လားမသိဘူးဆိုကြပါစို့စကားဆိုတာသူ့ရဲ့အထင်ကိုဒါနှုတ်မြက်ပြီးတော့ဖော်ပြလိုက်တာပါပဲငါမင်းကိုဒီလိုထင်တယ်ဟောအဲ့ဒီချိန်မှာကိုကအဲ့ဒီအထင်ကိုလှမ်းပြီးတော့ခံစားတာနော်အဲ့ဒီအထင်ကြီးကတော်တော်ကြီးကိုစိတ်ပြည့်စရာဆိုရင်စိတ်တူမယ်ပေါ့တချို့မိဘတွေကကိုသားသမီးကိုပြောတာတွေပက်ပက်ဆက်ဆက်ပြောတာတွေရှိတယ်ဒါပေမဲ့စိတ်စေတနာကတိတ်ပြီးတော့မပါတော့တကယ်ထင်လို့ပြောတာမဟုတ်ဘူးဆိုတာကိုသိတဲ့အတွက်ကြောင့်အဲ့ဒါကိုတိတ်ပြီးတော့ခံမြင်တဲ့သဘောမရှိဘူးဟုတ်ရဲ့လားဘာလို့ဆိုသူ့ရဲ့စိတ်ကိုလှမ်းပြီးတော့သိရလေဟုတ်တယ်မို့လားခံမှန်းလို့ရတယ်အဲ့တော့ပိဋကပေါင်းသူတော်ကောင်းတို့တကယ်တမ်းကလူတွေဟာစိတ်ချင်းခံစားကြတာများတယ်လို့ဦးဇင်းထင်တယ်ဟုတ်ရဲ့လားတခါလေတိတ်မပြောရဘူးအမူအရာလောက်နဲ့ကိုဒီလူကငါ့ကိုတော်တော်မုန်းနေပုံရတယ်အဲ့ဒါဆိုရင်ကိုကလည်းတော်တော်ကိုမကြည်မနှက်ဖြစ်ရတယ်ဟုတ်တယ်မဟုတ်လားအေးစိတ်အထင်နေနော်အဲ့တော့စိတ်အထင်ကိုဒကာဓမ္မတို့ဦးဇင်းတို့တွေကဘယ်နဲ့ကြောင့်ပုံကြီးချဲ့နေကြသလဲသူ့စိတ်အထင်ဟာသူ့စိတ်ထဲမှာပဲဖြစ်ပေါ်လာတဲ့အတွေးလေးတစ်ခုပဲခဏလေးဖြစ်ပြီးတော့ခဏလေးပဲမရှိတော့ပါဘူးစစ်စစ်ပေါက်ပေါက်အကုန်လုံးကိုဒကာဓမ္မတို့အသေးစိတ်ပြီးတော့နားလည်လို့ရှိရင်ဒါနည်းနည်းပိုးပြီးတော့လွယ်ကူတဲ့သဘောရှိတယ်ဦးသိန်းပြောတာတွေနားလည်ကြလားမသိဘူးနော်အဲ့တော့စကားသံဆိုရင်လည်းစကားသံကိုဝေဖန်ခွဲချမ်းလိုက်ပေါ့ဒါစိတ်တူစရာဟုတ်သလားစကားသံကိုတကယ်ဝေဖန်တတ်မယ်ဆိုလို့ရှိရင်စကားသံထဲမှာစိတ်တူစရာမရှိတာတော့အမှန်ပဲနော်စကားသံဆိုတာကအကုန်လုံးရောပြီးတိဆောက်ပြီးတော့မှပုံဖော်ပြီးတော့မှအဓိပ္ပာယ်ကောက်ကြလားသိလားအဓိပ္ပာယ်ကောက်တော့လဲဘာတော့သူ့စိတ်ထဲကအထင်လို့ပဲနောက်ဆုံးတော့အဖြေထွက်လာတာအဲ့တော့အဲ့ဒီစိတ်အထင်ဆိုတာကောဘာတော့ဆိုတော့ဘာမှမဟုတ်အဲ့ဒီစိတ်အထင်ကလည်းစိတ်အထင်ဆိုတာဘလို့လေးနဲ့တုံးဘလို့မှမလေးနဲ့ဘူးအရေးအယောင်သဘောမျိုးပါပဲဟုတ်လားရုပ်ကမှမျက်စိနဲ့မြင်ရသေးတယ်စိတ်ကထင်ပြီးသွားပြီဟုတ်လားဒါသူများရဲ့စိတ်အထင်ကိုအလေးကရုပြုနေတဲ့သဘောဒါကြောင့်လောဘတွေဒေါသတွေအများကြီးဖြစ်ရတာဆိုကြပါစို့ဒါဒေါသဖြစ်တဲ့ကိစ္စကိုပြောတာနော်တစုံတယောက်ကိုတော်တော်ဆွဲလန်းတယ်ချစ်ရတယ်မျက်နှိုးရတယ်ဆိုတဲ့သဘောတွေကမရှိဘူးလားရှိတယ်အဲ့ဒါကိုလည်းများသောအားဖြင့်စိတ်ကိုပဲလှမ်းပြီးတော့မမောကြတာများပါတယ်အရှင်းဆုံးပြောရရင်ကင်စိတ်မရှိတော့ဘူးဆိုလို့ရှိရင်ကင်မျက်နှိုးလို့ရသေးလားစိတ်မရှိတော့ဘူးဆိုဘာဖြစ်သွားလဲအသေးကောင်ဖြစ်သွားပြီလေဟုတ်တယ်မို့လားစိတ်အထင်အဲ့တော့သူကကိုယ့်အပေါ်မှာတော်တော်မျက်နှိုးတယ်သူကကိုယ့်ကိုအကောင်းထင်တယ်ဆိုတာလေးကိုပဲကိုကပြန်ပြီးတော့အဲ့ဒါလေးကိုအစွဲပြုတ်ပြီးတော့မျက်နှိုးရတဲ့သဘောကိုကလည်းပို့ပြီးတော့တန်ဖိုးထားရတဲ့သဘောလေးတွေပြန်မဖြစ်ဘူးလားဖြစ်တယ်အဲ့တော့ဒီစိတ်အထင်ကိုဒကာဓမ္မတို့ဦးဇင်းတို့တွေဟာအလွန်ပုံကြီးချဲ့ကြတယ်အလွန်ခံစားကြတယ်ဆိုတာကိုနားလည်ဖို့လိုတယ်ဒေါသဖြစ်ရင်လည်းများသောအားဖြင့်အချင်းချင်းဖြစ်ရင်အဲ့ဒီစိတ်အထင်ကိုအခြေခံဖြစ်တယ်လောဘဖြစ်ရင်လည်းများသောအားဖြင့်အဲ့ဒီတိုင်းပဲဒါသူ့ရဲ့စိတ်အထင်နော်သူ့ရဲ့စိတ်အထင်ဒီဘာမှမခိုင်မြဲတယ်လို့ကိုယ့်ရဲ့စိတ်အထင်ကဘာခိုင်မြဲတော့ဘာမှမခိုင်မြဲဘူးဒါကြောင့်စိတ်အထင်လေးတွေကိုလည်းပဲနည်းနည်းသဘောပေါက်ဖို့တော့လိုမယ်ဒါကပြောဖို့ရည်ရွယ်ချက်မရှိဘဲနဲ့ပြောလိုက်တာနော်အဲ့တော့ဦးဇင်းတို့တရားဟောတာတနာရီ15မိနစ်ရှိတော့မယ်ဟုတ်ရလားအဲ့မှာမြတ်စွာဘုရားကနေကုန်းချုပ်စစ်သားတို့တဲ့လွှတ်နဲ့လည်းပဲဘယ်သူမှလာပြီးတော့မတိုက်ပါဘူးနော်တကယ်ကတော့ဟုတ်လားလွှတ်နဲ့လာပြီးတော့ဖြတ်အောင်တောင်မှငါရဲ့အတွင်းတန်တန်စိတ်တက်ဖောက်ပြန်မသွားစေရဘူးယုံနေတဲ့စကားတွေမထွက်စေရဘူးမေတ္တာမပြတ်စေရဘူးလို့အဲ့ဒါလို့ကျင့်သုံးရမယ်လို့မြတ်စွာဘုရားကအမိန့်ရှိတော့အဲ့ဒီမြတ်စွာဘုရားရဲ့စကားတော်ကိုယဟန်တော်တွေကဝမ်းမြောက်ဝမ်းသာလက်ခံကြတယ်ကြည်နူးကြတယ်ဝမ်းမြောက်ဝမ်းသာရှိကြတယ်ဆိုပြီးတော့ကကစုပမသုတ်တံကိုနေကုန်းချုပ်ထားတာဟုတ်ရလားအဲ့တော့ဦးဇင်းတို့ဒီကနေ့ပြောတဲ့ကကစုပမသုတ်တံဟောရခြင်းရဲ့ရည်ရွယ်ချက်ကပါလေတရားဓမ္မတို့ဦးဇင်းတို့လောင်ကျွမ်းနေတဲ့ဒေါသမီးကိုငြိမ်းသက်တဲ့နေရာမှာအထောက်အကူပြုစေဖို့ဟုတ်ရလားအဲ့တော့ပထမဘာပြောလိုက်တော့ဒေါသရဲ့အပြည့်9မျိုးတော့ဒေါသဖြစ်လာရင်တော့ရန်သူတွေနှစ်သက်တဲ့သဘောကျတဲ့ကိုမုန်းတဲ့လူတွေကြိုက်တဲ့အချက်ကြီး9ချက်ကိုမုန်းတဲ့လူတွေရဲ့စိတ်တိုင်းကြဖြစ်အောင်လုပ်ပေးရရောက်သွားတယ်အယုတ်ဆိုးစေတွေ့စေဆင်းရဲကိုချိုးနေ၍ပြက်ကွဲစည်းစိမ်ချွေရန်မိန်လျက်မိတ်ဆက်ပြက်လက်
အပေဖြစ်ခုနှစ်ရန်သူကြိုက်ဟုတ်လားဒါကြောင့်ဒေါသရဲ့အပြစ်ကိုမြင်မေတ္တာရဲ့အကျိုးကျေးဇူးကိုမြင်ပြီးတော့စိတ်ကောင်းနှလုံးကောင်းဖြစ်အောင်ကြိုးစားရမယ်အဲ့ဒါဘာတော့ကကစုပမသုတ်တံဟောရခြင်းရဲ့ရည်ရွယ်ချက်ပေါ့ဟုတ်လားဒါကြောင့်ကကစုပမသုတ်တံရဲ့အနှစ်ချုပ်ကိုတော့ဦးဇင်းတို့ပြန်ပြီးတော့မပြောတော့ပါဘူးเนาะဒါကြောင့်လူလောကကြီးမှာဏိကုံးချုပ်လေးပြောချင်တာကစိတ်တူเสียအာယုန်တွေကတော့ရှောင်လွှဲလို့မရနိုင်ပါဘူးဟုတ်လားစိတ်တူเสียအာယုန်တွေနဲ့တွေ့တိုင်းငါမေတ္တာဖြစ်အောင်ကြိုးစားမယ်ငါသီးခံလိုက်မယ်ဆိုတဲ့အမြင်ကိုအခြေခံပြီးတော့ရင်ဆိုင်မယ်ဆိုရင်တော်တော်ကောင်းမယ်ဟုတ်ရလားအဲ့တော့လူသားတွေဒီပင်လင်ချစ်เสียလူသားတွေဒီပင်လင်မုန်းเสียလို့တရားဓမ္မတို့ဦးဇင်းတို့စိတ်ထဲမှာအဖြေတွေကအဲ့လိုထွက်မနေဘူးလားထွက်နေတယ်ဘာကြောင့်အဲ့လိုအဖြေထွက်တုံဆိုတော့ကောင်းတာကိုမြင်ရင်မေတ္တာဖြစ်တယ်မကောင်းတာကိုမြင်ရင်ဒေါသဖြစ်တယ်မုန်းတယ်ဒါကြောင့်ကောင်းတာကိုရွေးချယ်ပြီးတော့မြင်တတ်တဲ့အလေးအကျင့်ရှိဖို့မလိုဘူးလားလိုတယ်အဲ့ဒီအကောင်းမြင်တဲ့စိတ်ကိုအခြေခံပြီးတော့ဖြစ်လာတဲ့မေတ္တာကိုပဲများအောင်ပွားအောင်ကြိုးစားပြီးတော့မြတ်စွာဘုရားဟောထားတဲ့မြေကြီးနဲ့တူအောင်ကောင်းငင်ကိုဆေးရည်လို့မရအောင်ကင်္ဂါမြစ်ကိုမီးရှို့လို့မရအောင်ကြောင်ရည်အိတ်ကိုအတန်ထွက်အောင်လုပ်လို့မရတယ်လို့မျိုးဖြစ်အောင်အဲ့ဒီအဆင့်ထိရောက်အောင်သွားကြမယ်ဆိုရင်တော့ဒီဓမ္မတို့ဦးဇင်းတို့ရဲ့ဘဝမှာချမ်းသာတဲ့ချမ်းသာမှာနိဗ္ဗာန်ဆိုတဲ့တရားနဲ့မနှီးပေဘူးလားနေမယ်ဒါကြောင့်ပေတပေါင်းတရားပေါင်းတို့သည်ဒီဟောကြားခဲ့တဲ့ဒေသနာတော်တွေကိုအာကိုအာရပြုပြီးတော့မိမိတို့ရဲ့အကျိုးမဲ့ကိုပြုလုပ်နေတဲ့တောက်လောင်နေတဲ့ဒေါသမီးကိုငြိမ့်သက်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့မေတ္တာပို့ပြီးတော့ဒီကကစုပမသုတ်တံလွှဥပမာတရားတော်ကိုအဆုံးသတ်ကြရအောင်ဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘွန်တုတေဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘွန်တုတေဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘွန်တုတေဒေတုံမကသင်တရားနာပိသပေါင်းတော်ကောင်းတို့စာထအာလုံးသောတတ္တဝအနန္တတို့အားသဗ္ဗမင်္ဂလာလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းတာပေါင်းတို့ကလည်းပဲရခန္တုကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနကင်းငါဝါလူသေးစုမကပွင့်တော်မူကြတဲ့သုတ္တတာဘာဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မ ानु ဘာဝေနမဲလီရန်ဖိုးလေးရန်နိဗ္ဗာန်ပရိယတိဟုဆိုသောစေတံတို့တရားတော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနမဂ္ဂတံ၄ရောက်ဖလက်တံ၄ရောက်ဆိုသောရှေယောတော်ရိယသံဃာရှင်မြတ်တို့နဲ့တကွာသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတံဃာအရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ခြင်းရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်း